အကျိုးကြီးမားမေတ္တာတရားအိန္ဒိယပြည်ဗာရာဏသီမြို့ဟိန္ဒူတက္ကသိုလ်၌1962ခုနှစ်ဇန်နဝါရီလ13ရက်နေ့ကဟောကြားသောနိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏မေတ္တာဆိုတာဘာလဲဟောပြောချက်မှာအောက်ပါအတိုင်းဖြစ်ပါတယ်မေတ္တာဆိုတာဘာလဲနာယကကြီးနဲ့ပရိသတ်ပေါင်းတို့ခမညာမြတ်စွာဘုရားသခင်ဟောကြားတော်မူခဲ့တဲ့တရားတော်တွေထဲမှာမေတ္တာဟာအရေးကြီးဆုံးတရားတစ်ပါးဖြစ်ပါတယ်။အဲဒီလိုဆိုရင်မေတ္တာဆိုတာဘာလဲ။မေတ္တာနဲ့ပတ်သက်ပြီးအဓိပ္ပာယ်၃မျိုးဖွင့်ထားတာကိုကျွန်တော်တွေ့ရပါတယ်။အဲဒီ၃မျိုးကတော့၁အကျဉ်းသားတရားသဘောသည်ချစ်ခင်တတ်၏ထို့ကြောင့်ထိုတရားသဘောသည်မေတ္တာမြည်၏၂မိတ်ဆွေခင်မွန်းဖြစ်သည်ဒီထို့ကြောင့်မေတ္တာမြည်၏၃အဆွေခင်မွန်း၏ဥစ္စာဒီထို့ကြောင့်မေတ္တာမြည်၏ဆိုတာတွေပဲဖြစ်ပါတယ်ဒီအဓိပ္ပာယ်တွေကိုခက်လွယ်လွယ်နဲ့ထပ်ပြီးပြောရမယ်ဆိုရင်ဒီလိုပြောနိုင်ပါတယ်၁မေတ္တာကိုပွားနေတဲ့သူဟာဒေါသကင်းတယ်တစ်ဖက်သားကိုချစ်ခင်တဲ့စိတ်ဓာတ်ရှိတယ်၂အဆွေခင်မွန်းအချင်းချင်းချစ်ခင်ချင်းသာဖြစ်တယ်လို့မေတ္တာဟာလည်းချစ်ခင်ချင်းသာဖြစ်တယ်လို့ဆိုလိုပါတယ်၃ပုဂ္ဂိုလ်တစ်ဦးဟာမိတ်ဆွေတစ်ဦးပေါ်မှာဒေါသမရှိသလိုမေတ္တာကိုပွားနေတဲ့လူမှလည်းဒေါသကင်းတယ်မေတ္တာရဲ့အဓိပ္ပာယ်တော့သိရပြီးမေတ္တာရဲ့သဘောဟာဘာလဲဆိုတာကိုကြည့်ရအောင်မေတ္တာမှာ၁ဖွဲ့စည်းစေနိုင်တဲ့သဘောရှိတယ်၂ရန်ညှိုးဖွဲ့ခြင်းကင်းပြောက်စေတဲ့သဘောရှိတယ်၃တစ်ဖက်သားများမိမိကိုချစ်ခင်နှစ်သက်အောင်လုပ်နိုင်တဲ့သဘောရှိတယ်၄တစ်ဖက်သားအားနှိပ်စက်ညှင်းဆဲလိုစိတ်ကင်းတဲ့သဘောရှိတယ်၅အမျက်ဒေါသကင်းငြိမ်းတဲ့သဘောရှိတယ်ဒီနေရာမှာတစ်ခုတော့သတိပေးပါရစေပုဂ္ဂိုလ်တချို့ကသမီးကြီးသားချစ်တာကြိုက်တာလင်မယားချစ်တာကြိုက်တာကိုမေတ္တာလို့အမှတ်မှားနေပါတယ်သမီးကြီးသားလင်မယားချစ်တာကြိုက်တာဟာမေတ္တာမဟုတ်ပါဘူးတဏှာရာဂဖြစ်ပါတယ်အမှန်စင်စစ်တဏှာရာဂဟာမေတ္တာရဲ့ရန်စူးခလုတ်ကြီးတစ်ခုသာဖြစ်ပါတယ်မေတ္တာဟာ၁ကာယကံမေတ္တာ၂ဝစီကံမေတ္တာ၃မနောကံမေတ္တာရဲ့လို့၃မျိုးရှိပါတယ်ကာယကံမေတ္တာဟူသည်ရှေးဥစွာကာယကံမေတ္တာအကြောင်းကိုရှင်းပြပါမယ်မိခင်ဖခင်ကသားသမီးငယ်တွေကိုမချမ်းရအောင်မပူရအောင်စောင့်ရှောက်တာမှတ်ချင်ရင်မွေကင်းတန်းတို့မှမကိုက်အောင်စောင့်ရှောက်တာနေမပူရအောင်လေမတိုက်ရအောင်စောင့်ရှောက်တာနှုတ်တိုက်တာထမင်းကျွေးတာရေချိုးပေးတာတွေကစပြီးမိမိတို့ရဲ့သားငယ်သမီးငယ်တွေမဆင်းရဲရအောင်ဒုက္ခမရောက်ရအောင်အစစအရာရာကိုဖိရင်ပြီးစောင့်ရှောက်ပြုစုလုပ်ကိုင်ပေးတာတွေဟာကာယကံမေတ္တာတွေပါပဲသားသမီးတွေကလည်းအမိအဖတွေကိုအစားအစာကျွေးမွေးတာခြေဆုပ်လက်နယ်ပြုတာရေချိုးပေးတာဂျီးတွန်းပေးတာအဝတ်အစားပေးတာညအိပ်ယာဝင်နံနက်အိပ်ယာထားကြော့ဓာတွေကစပြီးမိဘကိုအစစအရာရာချစ်ခင်တဲ့စိတ်နဲ့ကိုဖိရင်ဖိစောင့်ရှောက်ပြုစုတာတွေဟာကာယကံမေတ္တာတွေပါပဲဆရာကလည်းတပည့်ကိုအဝတ်အစားငွေကြေးတို့နဲ့ထောက်ပံ့တာမကျန်းမာတဲ့အခါကိုဖိရင်ဖိပြုစုတာအခက်ခဲတွေနဲ့တွေ့တဲ့အခါကိုယ်တိုင်တတ်နိုင်တဲ့လောက်ကူညီတာတွေကစပြီးတပည့်ကိုချစ်တဲ့စိတ်နဲ့ကိုဖိရင်ဖိပြုစုစောင့်ရှောက်တာတွေဟာကာယကံမေတ္တာတွေပဲတပည့်ကလည်းဆရာရဲ့ဝိကြီးဝိငယ်ကိုချစ်ခင်တဲ့စိတ်နဲ့ကိုဖိရင်ဖိပြုစုဆောင်ရွက်တာဟာကာယကံမေတ္တာတွေပဲနောက်ပြီးတော့မိတ်ဆွေတယောက်ကမိမိစီကိုအလည်လာတဲ့မိတ်ဆွေတယောက်ကိုခရီးဦးကြိုပြုတာလိုက်ပို့တာအိပ်ယာနေရာပေးတာအစားအသောက်ကျွေးဝေးတာတွေဟာကာယကံတွေပဲဖြစ်တယ်အဲဒီလိုပဲမယားကလင်ယောက်ျားကိုကျင်ကျင်နာနာပြုစုတာလင်မယားကိုဝတ္တရားခြေပုံအောင်ကျင်ကျင်နာနာပြုစုတာတွေဟာလည်းကာယကံမေတ္တာတွေပါပဲအတူချုပ်ပြောရမယ်ဆိုရင်တယောက်ကတယောက်ကိုချစ်ချစ်ခင်ခင်ကျင်ကျင်နာနာနဲ့ကိုဖိရင်ဖိပြုစုစောင့်ရှောက်တာမှန်သမျှဟာ
ကာယကံမေတ္တာတွေကြီးပါပဲဝစီကံမေတ္တာဆိုသည်မှာဝစီကံမေတ္တာဆိုတာကလည်းတခြားမဟုတ်ပါဘူးတဦးကတဦးကိုချစ်ခင်တဲ့စိတ်နဲ့ပြောတာဆိုတာတွေဟာဝစီကံမေတ္တာတွေဖြစ်ပါတယ်အမိအဖဖြစ်သူကသားသမီးတွေကို96ပါးယောဂဝေဒနာမှကင်းပါစေထိမဲ့ခလုတ်ဆုပ်ပါစေလာမဲ့ပြီးဝေးပါစေကြံတိုင်းအောင်လို့ဆောင်းတိုင်းမြောက်ပါစေစသဖြင့်ဆုတောင်းတာတွေဟာဝစီကံမေတ္တာတွေဖြစ်ပါတယ်နောက်ပြီးတော့တယောက်ကအခြားတယောက်ကိုဒီလူဟာသီလရှိတယ်တမာတိရှိတယ်အရေးချင်းနဲ့ပြည့်စုံတယ်ဆိုပြီးချီးကျူးပြောဆိုတာမျိုးတွေလည်းဝစီကံမေတ္တာတွေဖြစ်ပါတယ်နောက်ထပ်ပြီးတော့လေလူကြီးရင်ကြီးသလိုငယ်ရင်ငယ်သလိုအရွယ်နဲ့လိုက်ပြီးအဖိုးအဖွားဘာကြီးဦးကြီးဦးလေးကြီးကြီးဒေါ်တော်မမကြီးညီလေးညီမလေးတူမအဆရှိသဖြင့်ခေါ်ကြတာတွေလည်းဝစီကံမေတ္တာတွေပါပဲမနောကံမေတ္တာဆိုတာကကိုယ့်ရဲ့နှုတ်မပါပဲစိတ်နဲ့ပြုတဲ့မေတ္တာဖြစ်တယ်ဘီးရန်ခတ်သိမ်းကင်းငြိမ်းပါစေကြောင်းကြခတ်သိမ်းကင်းငြိမ်းပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်းပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေတိုင်းသူပြည်သားတာယာဝပြောပါစေအာနာပိုင်ကြီးငယ်တွေလည်းတိုင်းသူပြည်သားတွေကိုရင်ဝယ်သားလိုတရားသဖြင့်စောင့်ရှောက်နိုင်ပါစေတရားဆောင်ကြပါစေစသဖြင့်စိတ်သက်နဲ့မေတ္တာပို့တာဟာမနောကံမေတ္တာတွေဖြစ်ပါတယ်မေတ္တာအမျိုးအစားတွေကိုခွဲခြားပြပြီးတဲ့နောက်မေတ္တာရဲ့အကျိုးကိုကျွန်တော်ဆက်ပြီးပြောချင်ပါတယ်မေတ္တာကိုပွားများခြင်းအတွက်ပြစ္ဆုတ်ပံအကျိုးနဲ့တမလွန်အကျိုးဆိုပြီးအကျိုး2မျိုးရနိုင်ပါတယ်အဲဒီတော့တမလွန်အကျိုးကိုဘယ်လိုရနိုင်လဲဆိုတာအင်္ဂုတ္တရနိကေနာဝကနိဘေတိဟနာတဝကပါဏိတော်မှာမြတ်စွာဘုရားဟောကြားတော်မူခဲ့တာအထင်အရှားရှိပါတယ်ကျွန်တော်တို့ဂေါတမမြတ်စွာဘုရားရှင်အလောင်းတော်ဟာဝီလာမပုံနာဖြစ်စဉ်ကဇဘူဒီပါတကြုံလုံးတုံလုတ်6ချားအောင်ရွှေငွေရတနာကြောက်တံပရံများတွေအဝတ်အစားတွေကိုလှူခဲ့ပါတယ်အစားအသောက်တွေကိုဆိုရင်လည်းထမရေချောင်းစည်းအောင်လှူခဲ့ပါတယ်ဒီလောက်လှူခဲ့ပေမဲ့သောတာပန်တစ်ပါးကိုစွန့်ကြွေးရတာကဝီလာမပုံနာကြီးရဲ့အလူထက်မြတ်တယ်သောတာပန်ပေါင်းတရားကိုစွန့်ကြွေးရတာထက်တက္ကရာကံတစ်ပါးကိုစွန့်ကြွေးရတာကပိုပြီးမြတ်တယ်တက္ကရာကံတရားကိုစွန့်ကြွေးရတာထက်အနာဂံတစ်ပါးကိုစွန့်ကြွေးရတာကပိုပြီးမြတ်တယ်အနာဂံပေါင်းတရားကိုစွန့်ကြွေးရတာထက်ယဟန္တာတစ်ပါးကိုစွန့်ကြွေးရတာကပိုပြီးမြတ်တယ်ယဟန္တာတရားကိုစွန့်ကြွေးရတာထက်တပည့်ညုမြတ်စွာဘုရားတဆူကိုစွန့်ကြွေးရတာကပိုပြီးမြတ်တယ်တပည့်ညုမြတ်စွာဘုရားတဆူကိုစွန့်ကြွေးရတာထက်တပ်ပုမြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတော်တွေကိုစွန့်ကြွေးရတာပိုပြီးမြတ်တယ်တပည့်ညုမြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတော်တွေကိုစွန့်ကြွေးရခြင်းထက်စရုဒီတာတန်ဃာကိုရည်မှန်းပြီးကျောင်းဆောက်လှူဒန်းရတာကပိုပြီးမြတ်တယ်စတုဒီတာတန်ဃာကိုရည်မှန်းပြီးကျောင်းဆောက်လှူရတာထက်ကြည်ညိုတဲ့စိတ်နဲ့ဖရာတရားတန်ဃာယရဏမြတ်သုံးပါးကိုစီးကပ်ရတာကပိုပြီးမြတ်တယ်ယရဏသုံးပါးကိုယုံကြည်စွာစီးကပ်ရခြင်းထက်၅ပါးသီလကိုစောင့်တည်ရခြင်းကပို၍မြတ်တယ်၅ပါးသီလကိုစောင့်တည်ရခြင်းထက်မေတ္တာတရားကိုနွားနို့တစ်ခါညစ်အချိန်များလောက်ပွားများရခြင်းကပိုပြီးမြတ်တယ်လို့မြတ်စွာဘုရားကဟောကြားထားခဲ့ပါတယ်မေတ္တာအကျိုးကြီးမားခြင်းနောက်ပြီးတော့လေလူကြီးမင်းများခင်ဗျာမေတ္တာရဲ့အကျိုးဟာအင်မတန်ကြီးမားလွန်းလို့ဒီမေတ္တာတရားကိုတတ္တဝါတွေအထူးပွားများစေခြင်းနဲ့မဟာကရုဏာတော်ကြီးနဲ့ချစ်သားတို့ကောင်းမှုကုသိုလ်တို့ကိုတရားတွန့်၍မကြောက်ရွံ့ကြပါကုန်လေချစ်သားတို့ကောင်းမှုဟုသောဤအမည်သည်ချမ်းသာဒုက္ခ၏အမည်တညာသည်ချစ်သားတို့ကောင်းမှုတို့ကိုရှာမည်သောသူ၏ကောင်းမှုတို့၏အကျိုးကိုပညာစက္ခုဖြင့်ကြည့်ရှုပါလောချစ်သားတို့9 နှစ်ပတ်လုံးမေတ္တာနှင့်ရှင်သောစိတ်ကိုပွားများသည့်အကျိုးကြောင့်မိမိအလိုဆန္ဒရှိတိုင်းအခါခတ်သိမ်းပြေဝစေနိုင်သော
မဟာပြမကြီးသည်9ကြိမ်ဖြစ်ဖူးကုန်ပြီ36ကြိမ်နတ်တို့ကိုအစိုးရသောတရားမင်းဖြစ်ခဲ့ပူပြီဇဗုရိတ်ကျွန်းကိုအစိုးရသောစัจ java ဝရီမင်းအကြိမ်ပေါင်းများစွာဖြစ်ခဲ့ပူပြီလို့တတ္တအင်္ဂုတ္တရပါဠိတော်အဗျာကတဝတ်မှာမြတ်စွာဘုရားရှင်ဟောကြားထားတော်မူခဲ့ပါတယ်တမလွန်အကျိုးကိုပြောပြီးလို့အခုဘဝမှာမုတ်ချရနိုင်တဲ့မေတ္တာရဲ့ပြစ္ဆုတ်ပံအကျိုးကိုကျွန်တော်ပြောပါတော့မယ်မေတ္တာအကျိုး7ပါးမေတ္တာတရားကိုပွားများတဲ့အတွက်ပြစ္ဆုတ်ပံအကျိုး7ပါးရနိုင်ပါတယ်1ချမ်းသာစွာအိပ်စက်ရခြင်း2ချမ်းသာစွာနိုးကြားရခြင်း3မကောင်းသောအိမ်မက်ကိုမမြင်မှတ်ရခြင်း4လူတို့ချစ်နှစ်သက်ခြင်း5နတ်တို့ချစ်နှစ်သက်ခြင်း6နတ်တို့စောင့်ရှောက်ခြင်း9မိမလောင်အစိတ်မသင့်လက်နက်မစူးမရှာခြင်း8မတည်ကြည်သောစိတ်သည်လည်းလျင်မြန်စွာတည်ကြည်ခြင်း9မျက်နာအစင်းကြည်လေခြင်း10မတွေ့မဝေသေးရခြင်း17တည်သောအခါဗြဟ္မပြည်သို့ရောက်တတ်ခြင်းဆိုတဲ့အကျိုးတွေပဲဖြစ်ပါတယ်ဒီအကျိုး7ပါးကိုတစ်ခုစီရှင်းပြခြင်းပါသေးတယ်မေတ္တာကမ္မထာကိုမစီးဖြန်းပဲအမှတ်မဲ့နေကြတဲ့လူတွေဟာမေတ္တာဓက္ခံနေပါတဲ့အတွက်တာရဲတစီကိုကြောက်တတ်ကြပါတယ်တကူးတမျှစတဲ့ရန်သူတွေကိုကြောက်တတ်ကြပါတယ်ကြီးကမ်းများအစာရှာသလိုမအိတ်ခင်ကလေးကတထိတ်ထိတ်တလန့်လန့်ဖြစ်နေကုန်ကြရပါတယ်အဲ့ဒီလိုလူမျိုးဟာရန်သူနောက်ကလိုက်နေသလိုအမြဲတမ်းဖြစ်ပြီးပြေးရင်လွှားရင်တခဏလောက်အိပ်ရသလိုဖြစ်နေတတ်ပါတယ်ဒီလိုလူမျိုးဟာအိပ်လို့မရရင်လည်းဖြစ်ရမယ်အိပ်လို့ရပြန်ရင်လည်းခိတ္တလောက်သာအိပ်နိုင်ပါလိမ့်မယ်အိပ်တဲ့အခါမှာလည်းဟောက်ရမယ်အကြီးအရွှဲယူစီးကြရမယ်အန်ကျိတ်ရမယ်ကြားလိုက်လို့ပြေးရမယ်မွေကိုက်လို့ပြေးရမယ်ဆင်လိုက်လို့ပြေးရတယ်လူဆိုးတွေတက်လာတယ်တောင်ပေါ်ကလိမ့်ကြတယ်သစ်ပင်ပေါ်ကလိမ့်ကြတယ်ဆိုတဲ့အိမ်မက်ဆိုးတွေကိုမတ်တက်ကြပါတယ်နိုးတဲ့အခါမှာလဲကြောက်လက်တုန်လို့ပြီးနိုးတတ်ပါတယ်မေတ္တာကမ္မထံစီးဖြန်းတဲ့အတွက်မေတ္တာဓက္ခံရှိတဲ့လူကတော့ဒီလိုမဟုတ်ပါဘူးမအိတ်ခင်ကလေးကသူ့စိတ်ဟာတည်ကြည်ရှင်လန်းနေတဲ့အတွက်1ချမ်းသာစွာအိပ်စက်ရမယ်2ချမ်းသာစွာနိုးကြရမယ်3မကောင်းတဲ့အိမ်မက်ကိုဘယ်နည်းနဲ့မှမမြင်မရဘူး4မေတ္တာပွားနေတဲ့လူမှာဒေါသမရှိနိုင်ဘူးဒေါသကင်းတဲ့အတွက်လူကိုမချစ်တဲ့လူဟာဘယ်မှာရှိနိုင်မလဲလူတစ်ယောက်ဟာတစ်ဖက်သားကရိုက်လဲသီးခံတာပဲဆဲလဲသီးခံတာပဲဆိုရင်ဒီလူကိုမြင်ရကြားရတဲ့လူတွေကချစ်ကြမလားမုန်းကြမလားချစ်ကြမှာပေါ့မေတ္တာတုံ့ပြန်လာရခြင်းမေတ္တာရဲ့တကူကြောင့်တစ်ဖက်သားကမေတ္တာမရှိဘဲမနေနိုင်တဲ့သာရကကြီးတစ်ခုကိုကျွန်တော်ထုတ်ပြခြင်းပါတယ်မြတ်စွာဘုရားသည်ပြိဋိဘံဆောင်ဝင်လူနီးအခါတစ်ပါး၌ကုသီနာယုံပြည်သို့1205ကျိတ်သောယဟန်တန်ဃာတော်ပေါင်းခြံရံလျက်ကြွတော်မူ၏ကုသီနာယုံပြည်မန္လာမင်းတို့သည်လည်းမိမိတို့မြို့သို့ဖျားသခင်ကြွတော်မူလာသည်ဟုကြားသိရလျင်ပင်ကြည်ရွှင်အားရဝမ်းသာလာသဖြင့်မြတ်စွာဘုရားသခင်ကိုခရီးဥကြိုရန်တိုင်ပင်ကြကုန်၏ခရီးဥကြိုဆိုရ၌မပါသောသူအားဒဏ်ငွေအသပြာ900တက်ရိုက်စဒံဒဏ်ငွေ900ဆောင်စဒံဟူ၍လည်းဂတိကဝတ်ထားကြကုန်၏ထိုကုသီနာယုံမန္လာမင်းများတွင်ယောဇမည်သောမန္လာမင်းသည်ကအရှင်အာနန္ဒာ၏တငယ်ချင်းဖြစ်၏ယင်းသို့ဂတိကဝတ်ထားကြပြီးနောက်မြတ်စွာဘုရားသခင်သည်နောက်ပါတပည့်တန်ဃာနှင့်တကွကုသီနာယုံပြည်သို့ကြွတော်မူလာ၏မန္လာမင်းတို့သည်လည်းဂတိကဝတ်ပြုထားကြသည့်အတိုင်းအားလုံးထွက်၍ဘုရားသခင်ကိုခရီးဥကြိုဆိုကြ၏အရှင်အာနန္ဒာ၏တငယ်ချင်းယောဇမန္လာမင်းသားကဘုရားသခင်ကိုခရီးဥကြိုပြုပြီးသည်နှင့်တပြိုင်နက်အာလာဘတလာဘစကားပြောကြခြင်းကိုမဆိုင်ငံ့မူ၍ဘုရားတော်ထံမှဖယ်ခွာခဲ့ပြီးလျင်အရှင်အာနန္ဒာထံသို့တွားရောက်ရှိခိုးဝတ်ပြုလေ၏အရှင်အာနန္ဒာသည်ယောဇမန္လာမင်းအား
ဤသို့ဝမ်းမြောက်ရန်စကားကိုမိန့်ကြားလေ၏ဥထာယံခောတေဣဒံအာဝုသောယောဇအာဝုသောယောဇဒါယကာယောဇဣဒံဖျားသခင်ကိုခင်မင်နှုတ်ချိုဤသို့ခီးဦးကြိုဆိုခြင်းသည်တေတင့်အားဥထာယံခောဥထာယံဧဝလူနတ်နိဗ္ဗာန်သုံးတန်ဒုက္ခလူရာကြောင်းကောင်းမွန်မြင့်မြတ်လီစွာတကားထိုအခါယောဇမန္လာမင်းကအရှင်ဖျားဟောတော်မူသည့်အတိုင်းကောင်းမှုပင်ဖြစ်တော်လဲဖျားတရားတန်ကယန္နာသုံးပါး၌လွန်စွာမြတ်နိုးလာ၍ခရီးဦးကြိုဆိုရသည်မဟုတ်ပါဒံငွေအတပြား900ဆောင်ရမည်ဆို၍သာယခုခရီးဦးကြိုဆိုရကြောင်းနှင့်တကွမန္လာမင်းတို့စည်းဝေးတိုင်ပင်ဂတိကဝတ်ထားပုံကိုအကျေလျှောက်လေသည်အရှင်အာနန္ဒာသည်ယောဇမန္လာမင်း၏စကားကိုကြားလျင်နားမသက်မသာမခံချိလာ၍မြတ်စွာဘုရားသခင်ထံကြွသွားပြီးလျင်ဤသို့နားတော်လျှောက်၏အရှင်ဘုရားယောဇမည်သောမန္လာမင်းသားသည်ဥစ္စာဂုံဇက်အားဖြင့်မြင့်မြတ်ထင်ရှားသူတစ်ယောက်ပါသည်ဤသို့အားဖြင့်မြင့်မြတ်ထင်ရှားသောလူကြီးလူကောင်းတို့၏ဖျားသာသနာကိုကြည်ညိုခြင်းသည်လွန်မင်းစွာအကျိုးများလာပါ၏သာသနာကျက်တည်ဖြစ်ပါ၏ထိုသူတို့မှလည်းလောကုတ္တရာဂုံတက်၍အကျိုးအဆက်ဖြစ်ထွန်းဖွယ်ရှိပါသည်ထို့ကြောင့်မြတ်စွာဘုရားသည်ယောဇမန္လာမင်းတန်တန်၌သာသနာတော်ကိုကြည်ညိုသောတရားတရားဖြစ်ပေါ်လာအောင်တစုံတစ်ခုသောနည်းမှာဥပဒမြင်ဖြင့်ပြုနိုင်ပါလျင်ကောင်းလီစွာပြုတော်မူပါဖျားဟုလျှောက်လေ၏မြတ်စွာဘုရားကခြေသားအာနန္ဒာယောဇမန္လာမင်းသာသနာကိုကြည်ညိုလာအောင်ပြုလုပ်မှုကခဲရင်လာသည်မဟုတ်ပေအလွယ်မျှသာဖြစ်ပေသည်အသင်ကြည့်လောဟုမိန့်တော်မူ၍ထိုခဏချင်းမန္လာမင်းယောဇကိုဩမိတ္တမေတ္တာဖြင့်ပြန့်နှံ့စေပြီးလျင်ဩမိတ္တမေတ္တာပို့တော်မူပြီးလျင်နေရာမှထတော်မူ၍တရင်သုံးနေမြဲကျောင်းတွင်သို့ဝင်တော်မူ၏ယောဇမန္လာမင်းသည်မြတ်စွာဘုရားသခင်ပို့တတော်မူသောဩမိတ္တမေတ္တာဖြင့်တွေ့ထိအပ်သည်ဖြစ်၍ဘုရားရှင်ဩမိတ္တမေတ္တာပို့ပြီးသည်နှင့်တပြိုင်နက်လောကီဥပမာအားဖြင့်နုဆုနွားငယ်ရှိသောအမိနွားမသည်သားနွားငယ်နောက်သို့တကောက်ကောက်လိုက်ရှာသည်ကဲ့သို့ရုပ်ချီးထ၍ဖျားရှိရာသို့လိုက်လေ၏လိုက်၍ဖျားကိုမတွေ့လျင်ကျောင်းတစ်ကျောင်းမှတစ်ကျောင်းပရဝဏ်တစ်ခုမှပရဝဏ်တစ်ခုသို့တက်ချီစင်းကြီးဖျားရှင်အဘယ်မှနည်းဟုယဟန်တို့ကိုမေး၍လိုက်၏ယဟန်တို့လည်းဒါယကာယောဇဤအရက်မှဤလမ်းကိုလျှောက်လျင်တကားပိတ်ထားသောကျောင်းတွေ့လိမ့်မည်ထိုကျောင်းမှာမြတ်စွာဘုရားသခင်တည်သုံးတော်မူသည်ဖျားရှင်ဖူးမြော်လိုလျင်ဖြည်းဖြည်းသာအတန်မထွက်ရအောင်သွား၍တကားမုတ်သို့ရောက်သောအခါမှချောင်းဟန့်၍အတန်ပြူပြီးလျင်တကားရွက်ကိုခောက်လော့မြတ်စွာဘုရားသည်တကားကိုဖွင့်၍သင်နှင့်အတွေ့ခံလိမ့်မည်ဟုညွှန်ကြားလိုက်ကြလေ၏ယင်းသို့ညွှန်ကြားသည့်အတိုင်းယောဇမန္လာမင်းလိုက်ရာဖျားရှင်နှင့်တွေ့၍ရိုသေစွာရှိခိုးပြီးလျင်အပြည့်6ရက်လွတ်သောနေရာ၌ထိုင်၍တရားတော်မြတ်ကိုနာကြား၏ဖျားရှင်လည်းဒါနကထာသီလကထာစသောဟောကြားတော်မူမြဲအစဉ်တိုင်းတရားစကားကိုဟောကြားတော်မူ၏နတ်များလည်းချစ်ငါမေတ္တာပွားနေသောလူကိုလူအချင်းချင်းသာမကနတ်တွေကလည်းချစ်တယ်ထင်ရှားသောတာရကတစ်ခုကိုထုတ်ပြခြင်းပါတယ်မြတ်စွာဘုရားပြိဋိနိဗ္ဗာန်ဆံလွန်တော်မူပြီးနောက်တိဟိုကျွန်း၌သာသနာပွင့်လင်းသာယာစဉ်အခါပါတလိပုတ္တပြည်သားဝိတာခာမည်သောဒါယကာသည်ဤသို့သောသတင်းစကားကိုကြား၏ဘယ်သို့ကြားသနည်းဟုမူတိဟိုကျွန်းသည်ဇေဒီအစဉ်တို့ဖြင့်တပြောင်ပြောင်တောက်ပ၏အလိုရှိတိုင်းသောနေရာ၌နေခြင်းကစွမ်းနိုင်၏ဥတုလျောက်ပတ်ခြင်းကြောင်းလျောက်ပတ်ခြင်းပုဂ္ဂိုလ်လျောက်ပတ်ခြင်းတရားနာရဖို့လျောက်ပတ်ခြင်းဟူ၍အလုံးစုံသောလျောက်ပတ်ခြင်းကိုရနိုင်၏ဟု၍ကြား၏ထိုဝိတာခဒါယကာသည်
စီးစိမ်ဥစ္စာတို့ကိုသားမယားတို့အားအနှင်း၍သင်မောစီးနှင်းအံ့သောငါအတပြာတစ်ကြိတ်ကိုသာပစိုးမှချီ၍အိမ်မှထွက်လာခဲ့ရာသင်မောစိတ်သို့ရောက်သောအခါသင်မောမကြုံသဖြင့်တလမျှဆိုင်းငံ့နေရ၏ထိုသို့ဆိုင်းငံ့၍နေရစဉ်ပင်ကုန်ကူးတန်းရောင်းဝယ်ခြင်း၌နားလေကျွမ်းကျင်သည့်အားလျော်စွာကူးတန်းရောင်းဝယ်ခြင်းကိုပြုရာအတပြာတစ်ထောင်မျှစုဆောင်းမိ၏ထို့နောက်သင်မောကြုံ၍အစဉ်အတိုင်းတီဟိုကျွန်းသို့သွား၍မဟာဝိဟာရကျောင်းတိုက်ကြီးသို့ရောက်သောအခါယဟန်ပြုဖို့ရန်ခွင်တောင်းလျှောက်ထားလျင်အခွင့်ပြုတော်မူကြ၍ဥပတမ္ပတကံဆောင်ရန်တိမ်သို့သွားကြသောအခါဝိတာခာဤခပိုက်ထဲမှငွေ1000တို့သည်မြေသို့ကျ၏ထိုအခါယဟန်တော်မြတ်တို့ကဒါယကအတုနီဟုမေးလက်သောအတပြာ1000ထုတ်ပါဖျားဟုလျှောက်လျင်အသင်ဒါယကယခုကစီရင်ပါလေနောင်ယဟန်ဖြစ်ပြီးသောကာလစီရင်ခွင့်မရတော့ပြီဟုမိန့်တော်မူကုန်ကြတကားလားယဟန်ခံရာတိမ်ရင်ပြင်သို့ရောက်လာသောဒါယကာများလက်ချီပြန်မသွားကြပါစေနှင့်ဟုနှလုံးပြု၍အတပြာ1000ထုတ်ကိုဖြည့်၍ဝေချမ်းစွန့်ကြဲလိုက်ပြီးမှယဟန်ပြုလေ၏ငါးဝါရသောအခါဒွေမာတိကာကိုလေ့ကျက်၍ပဝါယနာပြုပြီးလျင်မိမိအားလျောက်ပတ်သောကမ္မထမ်းတစ်ခုကိုယူ၍တစ်ကြောင်းတစ်ကြောင်း၌လီလာမြသာနေခြင်းကိုပြုလျက်လှည့်လည်၍စိတ်တလတောင်သို့သွားလတ်သောခရီးနှစ်ခွသို့ရောက်၍ဤနေရာသည်လမ်းလီလောလမ်းမဟုတ်သလောဟုစဉ်းစားလျက်ရက်၏ထိုအခါတောင်စောင့်နှက်ကလက်ကိုဆန့်လျက်ဤသည်ကအရှင်မြတ်ကြွတော်မူလိုသောလမ်းပါဟုလမ်းကိုညွှန်ပြ၏ထိုဝိတာခမထေရသည်စိတ်တလတောင်သို့သွား၍လေးလကာလမျှနေပြီးသောမိုးတောက်သောအခါသွားအံ့သောစိတ်ကိုဖြစ်စေ၍ကျိန်းဆက်တော်မူ၏မေတ္တာတော်အာနုဘော်ထိုသောအခါဇိဉ္ဉံဥတပြေပင်၌ဆောင်းသောနတ်သည်ကြောက်ဖြာအပြင်၌ရက်လျက်ငို၏မထေရမြတ်ကသင်အဘယ်သူနည်းဟုမေးလျင်ဖျားတပည့်တော်တပြေပင်ဆောက်နှပ်ပါဖျားဟုလျှောက်ထား၏အဘယ်ကြောင့်ငိုသနည်းဟုမေးတော်မူပြန်သောအခါအရှင်ဖျားသည်ဤအရက်မှကြွတော်မူမည်ကိုစိုးရိမ်သောကြောင့်ပါဖျားဟုလျှောက်လေ၏ငါဤအရက်မှနေခြင်းကြောင့်အသင်တို့မှာအဘယ်သို့သောအကျိုးကိုခံစားရလေသနည်းဟုမိန့်တော်မူလျင်အရှင်ဖျားဤအရက်၌သတရင်သုံးနေထိုင်တော်မူသည့်အတွက်အရှင်ဖျားဤမေတ္တာတော်အာနုဘော်အားဖြင့်နတ်တို့သည်အချင်းချင်းချစ်ခင်မြတ်နိုးကြကုန်၏အလွန်လျင်အေးချမ်းသာရပါသည်အရှင်ဖျားကြွသွားတော်မူပါလျင်ရှိကကဲ့သို့ပင်ခိုက်ရန်ဒေါသဖြစ်ကုန်၍အေးလူချမ်းမြေ့စွာနေကြရတော်မည်မဟုတ်ပါဖျားဟုလျှောက်ထားလေသောတို့ဖြစ်လျင်ကောင်းမည်ဟုမိန့်ဆိုတော်မူ၍နောက်ထပ်လေးလပတ်လုံးသတရင်သုံး၍လေးလပြည့်သောအခါရှေးအတူကြွသွားလိုသောစိတ်ကိုဖြစ်စေတော်မူပြန်၏တပြေပင်ဆောင်းနှက်သည်လည်းရှေးအတူငိုပြန်၏ဤသို့သောနည်းအားဖြင့်ဝိတာခမထေရမြတ်သည်ဤရက်တွင်ပင်ပြိဋိဘံဆံလွန်သည့်တိုင်အောင်ဆက်လက်၍သတရင်သုံးတော်မူရ၏6မေတ္တာပွားတဲ့လူတွေကိုနတ်တွေကတတ်နိုင်သလောက်လဲစောင့်ရှောက်ကြပါသေးတယ်ထင်ရှားတဲ့တာရကတစ်ခုကိုကျွန်တော်ထုတ်ပြခြင်းပါသေးတယ်တခါရန်သောအခါမြတ်စွာဘုရားသခင်ကိုရောမြတ်သည်တာဝတိပြည်ဇေဒဝန်ရှိကျောင်းတော်၌ကိန်းအောင်ဆံတော်မူစဉ်အထူးထူးသောတိုင်းပြည်မှလာကြကုန်သောယဟန်တို့သည်ဝါဆိုလူနီးပါးသောအခါမြတ်စွာဘုရားအထံမှကမ္မထမ်းကိုယူကြ၍ထိုသောအရက်မျက်နာတို့သို့ဝါကပ်ရန်ကြွသွားကြကုန်၏ထိုအခါ900သောယဟန်တို့သည်မြတ်စွာဘုရားအထံမှကမ္မထမ်းကိုယူ၍မိမိတို့အားလျောက်ပတ်သောကြောင်းလျောက်ပတ်သောဆွမ်းခံရွာကိုရှာမိကြသည်ရှိသောပစ္စံတွေ့အရက်၌ဣမဝန္နာနှင့်တဆက်ထီးဖြစ်၍ပရမများအပြင်နှင့်တူသောဤသောတခဲနက်သောအရက်ရှိသောညိုသောတောအုပ်ဖြင့်တစားဆင်အပ်သောပလဲအပြင်
ငွေပြားအပြင်ကဲ့သို့သောသဲဖြစ်ပြန်းသောမြေအဖို့ရှိသောအေးကြည်တန့်ရှင်းသောရေလည်းရှိသောအိုင်တို့ဖြင့်ဝန်းရံလျက်ရှိသောတောင်ကိုတွေ့မြင်ကြကုန်၏ယင်းသို့တွေ့မြင်သောအခါ900သောယဟန်တော်မြတ်တို့သည်ထိုရက်၌တညဉ့်အိပ်၍မိုးတောက်လျင်ကိုယ်လက်သုတ်သင်၍တောင်ဤအနီးဖြစ်သောရွာတရွာသို့ဆုံးခံဝင်တော်မူကြကုန်၏ထိုရွာသည်အင်ကြီး1000ရှိ၏ရွာသူရွာသားတို့သည်တရားတရားရှိကြကုန်၏ကြည်ညိုကြကုန်၏ထိုဒါယကာတို့သည်ပစ္စန္ဒရအရက်၌ယဟန်တော်များကိုဖူးမြော်ခွင့်ရခဲ့သောကြောင့်ယဟန်တော်များကိုဖူးမြော်ရသောအခါလွန်စွာဝမ်းမြောက်ခြင်းနှစ်သက်ခြင်းရှိကြကုန်သည်ဖြစ်၍ထိုယဟန်တော်မြတ်တို့ကိုဆွမ်းပြုစုလုပ်ကြွေးပြီးလျင်ဤအရက်၌ဝါတွင်3လပတ်လုံးတည်င်းသုံးတော်မူကြပါမည်အကြောင်းကိုတောင်းပန်လျှောက်ထားကြရာအခွင့်ပြုတော်မူကြသဖြင့်ကမ္မထမ်းကျောင်း900ဆောက်လုပ်ပြီးလျင်ညောင်ဆောင်အင်းပြင်တောက်ရည်အိုးသုံးရည်အိုးအစရှိသောကျောင်းအသုံးဆောင်တို့ကိုစီရင်ကြကုန်၏နှစ်ရက်မြောက်သောနေ့၌ယဟန်တော်မြတ်တို့သည်တပါးသောရွာသို့ဆုံးခံကြွတော်မူကြကုန်၏ဒါယကာတို့သည်ယခင်ဒါယကာများနည်းတူဆွမ်းကြွေးမွေးလှူဒန်း၍ဝါဆိုဖို့ရန်တောင်းပန်လျှောက်ထားကြကုန်၏ယဟန်တော်များတို့သည်လည်းဒါယကာတို့တောင်းပန်သည်ကိုခွင့်ပြု၏ထိုတောအုပ်သို့ဝင်ပြီးလျင်အလုံးစုံသောညစ်ပတ်လုံးအားထုတ်ကြကုန်လျက်တစ်ပင်ရင်းသို့ကပ်ရောက်ထိုင်နေကြပြီးလျင်ကမ္မထံပွားစည်းခြင်းအမှုကိုပြုကြကုန်၏သီလရှိသောယဟန်တော်မြတ်တို့၏တကူအာနုဘော်ကြောင့်နတ်တို့သည်မိမိတို့ဗိမာန်မှဆင်း၍ကလေးတငယ်များကိုယူပြီးလျင်ထိုသောအရက်သို့လှည့်ပတ်၍နေကြကုန်၏ဥပမာဆိုသည်ရှိသောဘုရင်မင်းမြတ်အမတ်ကြီးစစ်သူကြီးစသည်တို့သည်ပစ္စန္ဒရရက်သို့ခိတ္တမြတွားရောက်ကြသောအခါတဲခိုနေထိုင်ရန်နန်းတော်အိမ်ကောင်းအသင့်မရှိသဖြင့်တောသူတောင်သားတို့၏အိမ်၌ပင်ခိတ္တမြတဲခိုနေထိုင်ကြသောအခါတောသူတောင်သားတို့မှာမိမိတို့အိမ်မှရှောင်ရှားတိမ်လွှဲနေရသဖြင့်ထိုဘုရင်မင်းမြတ်အမတ်စစ်သူကြီးတို့သည်မြည်သည့်အခါပြန်မာမည်နည်းဟု၍အဝေးကသာလျင်ဆောင်စားကြည့်ရှုနေကြကုန်ပြီးတကဲ့သို့ထိုနတ်တို့သည်လည်းမိမိတို့ဗိမာန်ကိုဆွန့်၍ထိုအရက်ဤအရက်သို့လှည့်လည်ကြပြီးလျင်ထိုယဟန်တော်တို့သည်မြည်သည့်အခါ၌ကြွရောက်ကြပါမည်နည်းဟု၍ကြည့်ရှုငန့်လင့်၍သာလျင်နေကြကုန်၏6ရွံ့အောင်လုပ်ခြင်းထိုနောက်မှနတ်တို့သည်စီဝေးပြီးလျင်ယဟန်တို့သည်ဝါဆိုနေ့သို့ပင်ရောက်၍ဝါကပ်ကြကုန်၏မချွတ်လျင်ဤဝါတွင်3လပတ်လုံးဤအရက်၌ပင်နေကြကုန်လက်တံငါတို့သည်လည်းထိုမြလောက်ကြာမြင့်အောင်ကလေးငယ်များကိုလက်ဆွဲလျက်ဗိမာန်မှဆင်းသက်၍နေထိုင်နိုင်ကြမည်မဟုတ်ချေယခုအခါငါတို့သည်ယဟန်တို့အားကြောက်ဖွယ်သောအာယုံကိုပြ၍6လန့်ကြကုန်အံ့ဟုတိုင်ပင်ကြ၍တပါးတပါးစီခွဲခြား၍တရားအားထုတ်၍နေကြတော်မူကုန်သောယဟန်တော်မြတ်တို့အားကြောက်လန့်လှုပ်ဖွယ်သောအာယုံကိုဖန်ဆင်း၍ရှေ့မှရက်ကြ၏ကြောက်ရွံ့ထိတ်လန့်ဖွယ်အတန်တို့ကိုပြုကြကုန်၏ထိုသို့ကြောက်လန့်တုန်လှုပ်ဖွယ်သောယူပါယုံတရားယုံတို့ကိုမြင်ကြရသောယဟန်တော်တို့၏စိတ်နှလုံးသည်တုန်လှုပ်ကြကုန်၏မကောင်းသောအစဉ်ရှိကြကုန်၏ဖြော့တော့သောအစဉ်ရှိကြကုန်၏စိတ်နှလုံးတည်ငြိမ်ခြင်းကအားထုတ်ခွင့်ပြုပြင်ခွင့်မရကြကုန်ကြောက်ချင်းကြောင့်အဖန်တလဲလဲထိတ်လန့်ကုန်သောယဟန်တော်မြတ်တို့၏တတိသည်မိလျော့ခြင်းသို့ရောက်ကုန်ကြ၏တတိမိလျော့သောအခါမကောင်းသောအနံ့တို့ကိုနံစေကုန်၏ထိုမကောင်းသောအနံ့ဆိုးတို့ကြောင့်အုံနောက်တို့သည်စုံနယ်တကဲ့သို့ဖြစ်၍ပြင်းစွာခေါင်းခဲသောဝေဒနာတို့သည်ဖြစ်ပေါ်လာကုန်ကြ၏ထိုသို့သောကြောင်းချင်းရာကိုကြောင်းလန့်ကြမည်ဆို၍တပါးသည်တပါးအားမပြောကြကုန်တနေ့သောအခါမထေရကြီးထံသို့စီးကပ်ခါသားကြရာတွင်မှမထေရကြီးမေးမြန်းသဖြင့်ထိုအကြောင်းအရာကိုလျှောက်ကြားကြကုန်၏ထိုအခါတန်ခါဦးစီးအကြီးမှုဖြစ်တော်မူသောမထေရကြီးကငါရှင်တို့
ငါတို့အားဤเจ้าသည်မလျောက်ဖက်ချေလာကြကုန်တွားကြကုန်စို့အံထိုအကြောင်းကိုလည်းမြတ်စွာဘုရားအားလျှောက်ထားကြကုန်စို့အံဟု၍မိန့်ကြားတော်မူလျင်မထေငယ်ပေါင်းတို့သည်ကောင်းပါပြီအရှင်ဘုရားဟုမထေရကြီးဤစကားအတိုင်းလိုက်နာဝန်ခံကြကုန်ပြီလျင်ကျောင်းအိပ်ရာနေရာတို့ကိုတိုမီသိမ့်စီ၍ဒါယကာတို့မှတွေ့တာဆွဲလန်းခြင်းမရှိမှု၍တစုံတစ်ယောက်သောဒါယကာတို့မျှမပန်ကြားမှု၍မိမိတို့၏တပိတ်သင်္ကန်းတို့ကိုသာယူလျက်တာဝတိပြည်ဇေတဝန်ကျောင်းသို့ပြန်လာကြ၍မြတ်စွာဘုရားသခင်၏ထံတော်သို့ရောက်ကြကုန်၏မေတ္တာတုတ်ပရိတ်တော်မြတ်စွာဘုရားသည်ထိုယဟန်တို့ကိုတွေ့မြင်တော်မူသောအခါခြေသားယဟန်တို့ဝါတွင်၌ဒီသစာယီမလဲ့လေရဟု၍သိက္ခာပုဒ်ကိုငါပြည့်ညတ်တော်မူပါလျက်ဘယ်အတွက်ကြောင့်ဒီသစာယီလှဲ့လေကြကုန်သနည်းဟု၍မေးမြန်းတော်မူရာထိုအလုံးစုံသောအကြောင်းအရာကိုပန်ကြားလျှောက်ထားကြကုန်၏ထိုအခါမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကခြေသားယဟန်တို့ထိုနေရာမှလွဲ၍သင်တို့အားလျောက်ပတ်သောနေရာကိုဇီးရွက်ခန့်မြငါဖျားမြင်တော်မမူ၍မိန်ကြားတော်မူပြီးလျင်ခြေသားယဟန်တို့ထိုအရက်တို့သာလျင်ပြန်သွားကြကုန်လောထိုအရက်တို့ပြန်သောအခါဤမေတ္တာတုတ်ပရိတ်တော်ကိုသင်ကြားမှတ်ယူ၍သွားကြကုန်လောဟု၍မိန်တော်မူပြီးနောက်မေတ္တာတုတ်ပရိတ်တော်ကိုဟောကြားတော်မူလိုက်၏ဟောကြားသင်ပြတော်မူပြီးလျင်ခြေသားယဟန်တို့ထိုမေတ္တာတုတ်ကိုတလလျင်၄ကြိမ်စည်းဝေး၍ရွတ်ဖတ်တရစေကြဆွေးနွေးတိုင်ပင်ကြကုန်လောနတ်တို့သည်သင်ခြေသားတို့အားကြောက်ဖွယ်လန့်ဖွယ်အာယုံကိုမပြနိုင်ကြမူ၍သင်တို့၏အကျိုးစီးပွားကိုပင်လိုလားတောင့်တကြကုန်လက်တံဟု၍မှားထားမိန့်ကြားတော်မူလိုက်၏ထိုယဟန်တို့သည်မြတ်စွာဘုရားစကားတော်ကိုဝန်ခံလိုက်နာ၍မြတ်စွာဘုရားအားရှ ခိုးဥတိုက်လက်ရာရစ်လှဲဝိုက်ပြေးလျင်ရခင်တောအုပ်ရှိရာရက်သို့ကြွတော်မူကြ၍ဖျားကိုတော်မြတ်မိန့်တော်မူသည့်အတိုင်းမေတ္တာတုတ်ကိုရွတ်ကြား၍မေတ္တာဗြဟ္မဝိဟာရတရားကိုပွားများအားထုတ်ကြကုန်၏ထို့သို့မေတ္တာပွားများသောအခါမှစ၍နတ်တို့သည်ဤအရှင်ကောင်းအရှင်မြတ်တို့သည်ငါတို့၏အကျိုးစီးပွားကိုလိုလားတော်မူကြသောအရှင်ကောင်းအရှင်မြတ်တွေပါတကားဟုဝမ်းမြောက်ကြည်ညိုစွာကျောင်းကိုတပြက်စီလဲခြင်းရင်နွေးကြိုခြင်းခြေဆုပ်လက်နယ်ပြူခြင်းစသည်တို့ကိုပြုလုပ်လျက်ထိုယဟန်တို့ကိုအထူးအားဖြင့်စောင့်ရှောက်ကြကုန်၏ယဟန်တော်မြတ်တို့သည်လည်းမေတ္တာဗြဟ္မာဝိဟာရတရားကိုအခြေခံပြုလျက်ဝိပဿနာကိုဆက်လက်ပွားများကြလေလျင်ထိုဝါတွင်၌ပင်အရတ္တဖို့သို့ရောက်ကြကုန်၏အစိတ်မသိမီးမလောင်ခွန်မေတ္တာကိုတကယ်တမ်းသာပွားများနိုင်မယ်ဆိုရင်ပွားများတဲ့လူကိုမီးမလောင်နိုင်ပါဘူးအစိတ်မသိနိုင်ပါဘူးလက်နက်မဆူရှာနိုင်ပါဘူးလူကြီးမင်းများလည်းပြစ်တစားမှတေရိမာနဲ့ဥဒ္ဒရာဆိုတဲ့ဥပါတိကာမတို့ရဲ့အကြောင်းကိုကြားပူးကြမှာပေါ့တေရိမာဟာကြိုက်ကြိုက်ဆူနေတဲ့ထောပတ်တွေကိုဥဒ္ဒရာပေါ်လောင်းချခဲ့ပေမဲ့ဥဒ္ဒရာကမေတ္တာပွားနေတဲ့အတွက်ထောပတ်စီဘူးဟာရေအေးလူဖြစ်သွားရပါတယ်ရှစ်လူတစ်ယောက်ဟာဆွေမျိုးပျက်စီးခြင်းဥစ္စာပျက်စီးခြင်းယောဂနှိပ်စက်ခြင်းအစရှိတဲ့ထိတ်ဖောက်စရာအမှုတစ်ခုနဲ့ရင်ဆိုင်တွေ့ရတဲ့အခါစိုးရိမ်ခြင်းပူပန်ခြင်းဆင်းရဲခြင်းပင်ပန်းခြင်းဆိုတဲ့ဒေါသရဲ့အချမ်းရံဖြစ်တဲ့တရားတွေပေါ်လာကြပါတယ်ဒီလိုပေါ်လာတဲ့အခါအကောင်းဆုံးဆေးဟာမေတ္တာပွားတာပဲဖြစ်တယ်အဲဒါကြောင့်မေတ္တာဗြဟ္မဝိဟာရတရားသည်ဒေါသကိုပယ်ဖြောက်နိုင်တဲ့ကဲ့သို့အခြားတစ်စုံတစ်ခုသောတရားကိုငါဖျားမြင်တော်မမူလို့ဧကင်ကုတ္တရပါဠိတော်မှာမြတ်စွာဘုရားသခင်ဟောကြားတော်မူခဲ့ပါတယ်ကိုမေတ္တာပွားတဲ့လူဟာဒေါသကင်းစင်တဲ့အတွက်သူ့ရဲ့မျက်နှာအဆင်းဟာထမ်းသီးမဲ့ပမာတန်ရှင်းကြည်လင်နေပါတယ်တတ္တဝါတဦးရဲ့အဆင်းဟာမလှပဲညဉ့်ညမ်းဆိုးဝါးတာဟာတခြားကြောင့်မဟုတ်ပါဘူးဒေါသကြောင့်ပဲဒေါသကြီးတဲ့လူတစ်ယောက်မှာသူ့ရန်သူတွေအလိုရှိတဲ့အတိုင်းအပြစ်9မျိုးဖြစ်နိုင်တယ်ဒီအဖြစ်တွေကတော့
ဒီဖြစ်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ 1. အမျက်ထွက်သောပုဂ္ဂိုလ်သည်မြည်ကဲ့သို့ပင်ရေချိုးခြင်းပင်ပန်းခြင်းနံ့သာလိမ့်ခြင်းအဝတ်ကောင်းအဖိုးတန်တို့ကိုဝတ်ဆင်ခြင်းမိမိကိုယ်ကိုလှပတင့်တယ်အောင်ပြုပြင်ဆင်ရင်တော်လဲမျက်နာမှာအောက်သိုးသိုးဖြစ်၍အကြည်ဆိုးအယုတ်ဆိုးတော့သည်သာသည်ချမ်းသာဒုက္ခမရနိုင်နှင့်အမျက်ထွက်၍အမျက်ဒေါသဖြင့်နှိပ်စက်အပ်သောသူသည်လက်လေးသည့်အမွှေးရှည်သောအခင်းဖြူသောအခင်းပန်းတို့ဖြင့်တခဲနက်ပြီးသောအခင်းကြောင့်ဝန်ပိုက်ရည်ဖြင့်ပြုအပ်သောမြတ်သောအခင်းထက်ဗိတ်တံမျက်နှာကျက်ပါသောနီသောခြေအုံးခေါင်းအုံးရှိသောပလင်ပေါ်၌အိပ်ရတော်လဲမြည်သည့်အခါမျှချမ်းသာဒုက္ခကိုမရနိုင် 3. အမျက်ထွက်၍အမျက်ဒေါသနှင့်နှိပ်စက်အပ်သောသူသည်ကောင်းသောအကျိုးကိုလည်းမကောင်းသောအပြစ်ဟု၍ထင်မှတ်တတ်၏မကောင်းသောအပြစ်ကိုလည်းကောင်းသောအကျိုးဟုထင်မှတ်တတ်၏ဤသို့လျှင်အကျိုးကိုအပြစ်အပြစ်ကိုအကျိုးဟု၍ထင်မှတ်တတ်သည့်အတွက်ထိုသူပြုလုပ်ဆောင်ရွက်သောအမှုအလုပ်တို့သည်ရှည်မြင့်စွာသောကာလပတ်လုံးအကျိုးမဖြစ်အပြစ်သာလျှင်ဖြစ်၍ပျက်စီးဆုတ်ယုတ်တတ်ကုန်၏4. အမျက်ထွက်၍အမျက်နှင့်နှိပ်စက်ခြင်းကိုခံရသောသူသည်ရာဇဝတ်မိန့်ထန်တင်သောအမှုအလုပ်တို့ကိုပြုလုပ်မိတတ်သဖြင့်လုံလဝရိယကြောင့်ဖြစ်ကုန်သောလက်ယုံအားဖြင့်စီးပူးအပ်ကုန်သောချွေးရည်ယိုစီးမှရအပ်ကုန်သောတရားနှင့်ရှင်ကုန်သောတရားသဖြင့်ရအပ်ကုန်သောစည်းစိမ်တို့ကိုမင်းတို့သည်မိမိတို့မင်းဗန္နာအဖြစ်ဖြင့်တွတ်သိမ်းခြင်းကိုခံရ၏ငါအမျက်ထွက်၍အမျက်ဖြင့်နှိပ်စက်ခြင်းကိုခံရသောသူသည်မမေ့မလျော့ခြင်းကြောင့်အကျဉ်အချမ်းအလျံအကျော်စောကိုရ၏ထိုအချမ်းအလျံအကျော်စောမှသည်ရွေလျော၍ကြတတ်၏6. အမျက်ထွက်၍အမျက်ဖြင့်နှိပ်စက်ခြင်းကိုခံရသောသူကိုအဆွေအမျိုးအဆွေခင်မွန်းချစ်ကြမ်းဝင်သောသူတို့သည်ဖယ်ကျင်၍သွားတတ်ကုန်၏ခွန်အမျက်ထွက်၍အမျက်ဖြင့်နှိပ်စက်အပ်သောသူသည်ကိုယ်ဖြင့်မကောင်းမှုကိုပြုတတ်၏နှုတ်ဖြင့်မကောင်းမှုကိုပြုတတ်၏စိတ်ဖြင့်မကောင်းမှုကိုပြုတတ်၏ကိုယ်ဖြင့်မကောင်းမှုကိုပြု၍နှုတ်ဖြင့်မကောင်းမှုကိုပြု၍စိတ်ဖြင့်မကောင်းမှုကိုပြု၍သေသည်ဤအခြားမဲ့၌အပယ်လေးပါးသို့ရောက်တတ်၏တိမ်တိမ်မွေ့မွေ့သေရခြင်း30သေကံဤလျင်အချို့လူတွေဟာအိတ်သောယောက်ျားနှိုးတော်လားဆိုသလိုတိမ်တိမ်မွေ့မွေ့အေးအေးလူလူနဲ့သေရရတယ်တချို့လူတွေကြတော့သေကံဤဝက်လိုနွားလိုအော်ပြီးသေရရတယ်အဲ့လိုသေတာမျိုးတွေကိုလူကြီးမင်းတွေကြားဘူးကြမှာပါပဲတိမ်တိမ်မွေ့မွေ့အေးအေးလူလူနဲ့သေရတဲ့လူတွေကမေတ္တာစိတ်နဲ့ရှင်ပြီးသေရတဲ့လူတွေဖြစ်တယ်တွေဝေအော်ဟစ်ပြီးသေကြရတဲ့လူတွေကတော့ဒေါသတွေလောဘတွေခြံရံပြီးသေကြရတဲ့လူတွေပဲဖြစ်တယ်7မေတ္တာရဲ့တကူဟာပွားတဲ့လူကိုဗြဟ္မဘုံအထိရောက်အောင်အကျိုးပေးနိုင်တယ်မေတ္တာပွားနည်းကိုကျွန်တော်ပြောပြပါတော့မယ်မေတ္တာကမ္မထံစပြီးပွားများတဲ့အခါ1ဘလို့ပုဂ္ဂိုလ်မျိုးအပေါ်မှာစပြီးပွားများရမယ်2ဘလို့ပုဂ္ဂိုလ်မျိုးနဲ့မစရဘူးဆိုတာကိုခွဲခွဲခြားခြားသိဖို့လိုပါတယ်ကကြီးမိမိကမချစ်မနစ်တတ်တဲ့လူခါခွေအင်မတန်ချစ်ခင်တဲ့တငယ်ချင်းခါငယ်မိမိကမချစ်မမုန်းတဲ့တာမန်လူခါကြီးမိမိရဲ့ရန်သူအဲ့ဒီလူစားလေးစားကိုမေတ္တာပွားစမှာရှောင်ရမယ်ဘာဖြစ်လို့ရှောင်ရမယ်ဆိုတာကိုရှင်းပြပါမယ်မိမိမချစ်မနစ်တတ်တဲ့လူကိုစပြီးမေတ္တာပွားရင်မေတ္တာစိတ်ဖြစ်ဖို့ခဲရင်လိမ့်မယ်အင်မတန်ချစ်တဲ့တငယ်ချင်းကိုစပြီးမေတ္တာပွားပြန်ရင်လည်းမေတ္တာစိတ်မဖြစ်ပဲပဂတိချစ်စိတ်တွေသာဖြစ်နေတတ်တယ်မိမိကမချစ်မမုန်းတဲ့တာမန်လူကိုစပြီးမေတ္တာပွားပြန်ရင်လည်းမေတ္တာစိတ်ဖြစ်ဖို့ကြာလိမ့်မယ်ရန်သူကိုစပြီးမေတ္တာပွားပြန်ရင်လည်းမေတ္တာစိတ်မဖြစ်ပဲဒေါသဖြစ်လိမ့်မယ်နောက်ပြီးအထူးမှတ်စရာအချက်တွေရှိနေသေးတယ်1ယောက်ျားဖြစ်ရင်မိန်းမကိုမိန်းမဖြစ်ရင်ယောက်ျားကို
ဩဒိတမေတ္တာမပွားရဘူးပွားရင်မေတ္တာမဖြစ်ဘဲယာကဖြစ်တတ်တယ်ဩဒိတမေတ္တာဆိုတာကတခြားမဟုတ်ပါဘူးပုဂ္ဂိုလ်တဦးတည်းကိုတီးခြားရည်ညွှန်းပြီးမေတ္တာပွားတာဖြစ်ပါတယ်အဘယ်သူအားမေတ္တာပွားရမလဲရှေးခါတုန်းကအမတ်ကြီးရဲ့သားတစ်ယောက်ဟာအိမ်ကိုကြွလာတဲ့မထေရတစ်ပါးကိုအဘယ်သူအားမေတ္တာပွားရပါမလဲလို့မေးလျှောက်တဲ့အခါမထေရကြီးကချစ်တဲ့ပုဂ္ဂိုလ်ကိုမေတ္တာပွားအပ်တယ်လို့တာမညမိတ်ဆိုလိုက်ပါတယ်အဲ့ဒီအခါအမတ်ကြီးရဲ့သားကချစ်တဲ့ပုဂ္ဂိုလ်ဆိုရင်မယားပဲရှိတာပဲမယားကိုမေတ္တာပွားရမယ်ထင်ပြီးမယားကိုမေတ္တာပွားတဲ့အခါမေတ္တာမဖြစ်ဘဲယာကတွေဖြစ်ပြီးမိမိအိယာကမယားစီကိုထသွားခြင်းတဲ့အတွက်နှစ်သိုးတိုးဝှေ့သလိုဝှေ့ပြီးတညာလုံးစစ်ထိုးခဲ့ရဘူးတယ်လို့ဝိတ္တုတ္တိမင်္ဂလာထဲမှာဖော်ပြထားတာတွေ့ခဲ့ဘူးပါတယ်။နှစ်သေတဲ့လူကိုလည်းမေတ္တာမပွားရဘူး။ပွားရင်လည်းအကျိုးမရှိဘူး။လူကြီးမင်းများခင်ဗျာမေတ္တာစပြီးမပွားရတဲ့ပုဂ္ဂိုလ်လေးစားကိုတော့သိပြီ။ဒီလိုဆိုရင်မေတ္တာစပြီးပွားရမယ့်ပုဂ္ဂိုလ်တွေကဘယ်သူတွေပါလဲကျွန်တော်ပြောပြပါမယ်။လူကြီးမင်းများခင်ဗျာမေတ္တာပွားမဲ့လူဟာတခြားဘသူကိုမှမေတ္တာမပွားခင်မိမိကိုယ်ကိုမေတ္တာစပြီးပွားရတယ်။အဲဒီလိုမိမိကိုယ်ကစပြီးမေတ္တာပွားရတာဟာဘာကြောင့်လဲခက်တူတူဖြေရရင်တခြားကြောင့်မဟုတ်ပါဘူး။ကိုချင်းစားတဲ့စိတ်တွေပေါ်လာစေခြင်းတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ငါဟာဘေးရန်ခတ်သိမ်းကင်းငြိမ်းစေခြင်းနဲ့ငါလိုပဲတခြားတတ္တဝါတွေလည်းဘေးရန်ခတ်သိမ်းကင်းငြိမ်းစေခြင်းကြမှာပဲဆိုတဲ့ကိုချင်းစာစိတ်တွေဖြစ်ပေါ်လာစေခြင်းနဲ့ငါဟာဆင်းရဲခတ်သိမ်းကင်းငြိမ်းစေခြင်းနဲ့ငါလိုပဲတခြားတတ္တဝါတွေလည်းဆင်းရဲခတ်သိမ်းကင်းငြိမ်းစေခြင်းကြမှာပဲဆိုတဲ့ကိုချင်းစာစိတ်တွေပေါ်လာစေခြင်းနဲ့ငါဟာနှလုံးစိတ်ဝမ်းအေးချမ်းစေခြင်းနဲ့ငါလိုပဲတခြားတတ္တဝါတွေလည်းနှလုံးစိတ်ဝမ်းအေးချမ်းစေခြင်းကြမှာပဲဆိုတဲ့ကိုချင်းစာစိတ်တွေပေါ်လာစေခြင်းနဲ့ကိုကစပြီးပွားကြည့်ရမယ်အဲ့လိုကိုချင်းစာစိတ်တွေထက်ထက်တန်တန်ပေါ်လာမှသူများတွေအပေါ်မှာတကယ်မေတ္တာကိုပွားနိုင်မယ်အဲ့ဒါကြောင့်မေတ္တာပွားရင်မိမိကိုယ်ကစပြီးပွားကြရမယ်အဲ့ဒီလိုမိမိကိုယ်ကိုမေတ္တာပွားပြီးတဲ့နောက်ကာကြီးမိမိကအလေးအမြတ်ပြုအပ်ချစ်ခင်အပ်သောဆရာသမားခါခွေဒီဆရာသမားတွေလိုပဲသီလသမာဓိဘဟုတုတရှိတဲ့ပုဂ္ဂိုလ်တွေကိုမေတ္တာပွားရမယ်ဒီလိုမေတ္တာပွားရင်မိမိရဲ့မေတ္တာစိတ်တွေဟာထက်ထက်တန်တန်ခိုင်ခိုင်မာမာဖြစ်လာတယ်ဆိုတာသိချရင်မေတ္တာကစပြီးမပွားရဘူးလို့ပယ်ထားခဲ့တဲ့အင်မတန်ချစ်တဲ့တငယ်ချင်းမိမိကမချစ်မမုန်းတဲ့တာမန်လူရန်သူတွေကိုမေတ္တာပွားရမယ်မေတ္တာပွားပံများလာရင်1မိမိ2အင်မတန်ချစ်တဲ့တငယ်ချင်း3မိမိကမချစ်မမုန်းတဲ့တာမန်ပုဂ္ဂိုလ်4ရန်သူဆိုတဲ့ပုဂ္ဂိုလ်4ဦးစလုံးဟာအပိုင်းအခြားကင်းပြီးမိမိရဲ့စိတ်ထဲမှာတဒန်းစားတဲ့ဖြစ်လာကြလိမ့်မယ်ဥပမာမိမိရဲ့အင်မတန်ချစ်တဲ့တငယ်ချင်းရဲ့လျှလူရှုထားတဲ့ပုဂ္ဂိုလ်ရဲ့မိမိရဲ့ရန်သူရဲ့အတူထိုင်နေကြတဲ့အခါလူသက်သမားတွေဝင်လာပြီးအဲ့ဒီ4ယောက်ထဲက1ယောက်ကိုပေးပါတတ်ချင်တယ်လို့တောင်းရင်အဲ့ဒီလိုမေတ္တာအညီမျှဖြစ်နေအောင်ပွားထားတဲ့လူဟာဘယ်သူကိုမှပေးနိုင်တော့မှာမဟုတ်ဘူးဒီလိုအပိုင်းခြားကင်းပြီးတတ္တဝါတွေပေါ်မှာညီညွတ်တဲ့မေတ္တာစိတ်ကိုရမှသာမေတ္တာဘာဝနာကမ္မဋ္ဌာန်းဟာနောက်ဆုံးစခန်းကိုရောက်ပါတယ်လေထွန်တဲ့နေရာမှာကျွမ်းကျင်လိမ္မာတဲ့လေသမားတဦးဟာလေကိုပိုင်းခြားပြီးတဖြည်းဖြည်းတိုးထွန်သွားသလိုမေတ္တာပွားခြင်းတဲ့ပုဂ္ဂိုလ်တဦးဟာရှေးဥစွာမိမိအိမ်မှာရှိတဲ့တတ္တဝါတွေကိုမေတ္တာပို့ရမယ်အဲ့ဒီပို့ပြီးတဲ့နောက်မှာ2အိမ်3အိမ်4အိမ်5အိမ်တိုးတက်ပြီးတလန်းတရက်ကွက်တရွာတမြို့နယ်တခရိုင်တတိုင်းတနိုင်ငံတကဘာလုံးစัจ java တစ်ခုလုံးစัจ java 1000အစရှိသဖြင့်တဆင့်ပြီးတဆင့်တိုးပြီးမ
မေတ္တာပွားသွားရမယ်လို့အထာတာလိနီအထကထာကဖွင့်ဆိုထားတာကိုလည်းမေတ္တာပွားခြင်းတဲ့လူတွေအထူးမှတ်သားကြရမယ်မေတ္တာပွားပုံကမေတ္တာပွားလိုတဲ့ပုဂ္ဂိုလ်တွေလွယ်နဲ့ပွားနိုင်အောင်မေတ္တာပွားပုံကိုအောက်ပါအတိုင်းဖော်ပြလိုက်ပါတယ်မေတ္တာပွားနည်း1ငါသည်2ငါဤကိုယ်ဆောင်နှတ်တို့သည်3ငါတို့အိမ်သူအိမ်သားတို့သည်4ငါတို့အိမ်ဆောင်နှတ်တို့သည်ငါတို့အိမ်ရှိကျွဲနွားတိရစ္ဆာန်တို့သည်6ငါဤမိခင်ဖခင်တို့သည်9ငါဤဆရာသမားတို့သည်10ငါဤအဆွေအမျိုးတို့သည်9ငါဤဆွေမျိုးဤကျွဲနွားတိရစ္ဆာန်တို့သည်10ငါတို့ရွာရှိယဟန်တန်ဃာတို့သည်11ငါတို့ရွာသူရွာသားတို့သည်12ငါတို့ရွာဆောင်နှတ်တို့သည်13ငါတို့ရွာရှိကျွဲနွားတိရစ္ဆာန်တို့သည်14ငါတို့ရွာရှိအစိုးရများနှင့်တကွခတ်သိမ်းသောတတ္တဝါတို့သည်15ငါတို့မြို့ရှိယဟန်တန်ဃာတို့သည်16ငါတို့မြို့သူမြို့သားတို့သည်19ငါတို့မြို့ဆောင်နှတ်တို့သည်18ငါတို့မြို့ရှိကျွဲနွားတိရစ္ဆာန်တို့သည်19ငါတို့မြို့ရှိအစိုးရများနှင့်တကွခတ်သိမ်းသောလူတို့သည်20ငါတို့နယ်ရှိယဟန်တန်ဃာတို့သည်21ငါတို့နယ်သူနယ်သားတို့သည်22ငါတို့နယ်ဆောင်နှတ်တို့သည်23ငါတို့နယ်ရှိကျွဲနွားတိရစ္ဆာန်တို့သည်24ငါတို့နယ်ရှိအစိုးရများနှင့်တကွခတ်သိမ်းသောသူတို့သည်25ငါတို့ပြည်ထောင်စုရှိယဟန်တန်ဃာတို့သည်26ငါတို့ပြည်ထောင်စုသူပြည်ထောင်စုသားတို့သည်29ငါတို့ပြည်ထောင်စုရှိနတ်တို့သည်28ငါတို့ပြည်ထောင်စုရှိကျွဲနွားတိရစ္ဆာန်တို့သည်29ပြည်ထောင်စုအစိုးရများနှင့်တကွခတ်သိမ်းသောသူတို့သည်30တရားမင်းသည်31ယမမင်းသည်32စတုလောကပါလနတ်မင်းတို့သည်33တောဆောင်နှတ်တို့သည်34တောင်ဆောင်နှတ်တို့သည်ကာကြီးဘေးရန်ခတ်သိမ်းကင်းငြိမ်းပါစေခါခွေကြောင်းကြခတ်သိမ်းကင်းငြိမ်းပါစေခငယ်ဆင်းရဲခတ်သိမ်းကင်းငြိမ်းပါစေခါကြီးနှလုံးစိတ်ဝမ်းအေးချမ်းပါစေရှေးကဖော်ပြတဲ့စာကြောင်းတစ်ကြောင်းစုံတိုင်းစေပါတဲ့စာပိုက်၄ပိုက်စလုံးကိုဆိုရပါလိမ့်မည်ဆိုတဲ့အခါတကယ်မေတ္တာစိတ်နဲ့ရှင်ပြီးဆိုနိုင်အောင်ကြိုးစားစေခြင်းပါတယ်ဥပမာရှေ့ကဖော်ပြထားတဲ့ငါသည်ဆိုတဲ့စာကြောင်းဆုံးတာနဲ့တပြိုင်နက်ဘေးရန်ခတ်သိမ်းကင်းငြိမ်းပါစေကြောင်းကြခတ်သိမ်းကင်းငြိမ်းပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်းပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေလို့မေတ္တာနဲ့ရှင်တဲ့စိတ်နဲ့ဆိုရမယ်ဒီအတိုင်းအဆုံးထိတစ်ကြောင်းစီဆိုရင်မေတ္တာပွားရမယ်စိတ်နူးညံ့လာလိမ့်မယ်အဲ့ဒီလိုမေတ္တာပွားလို့မိမိရဲ့စိတ်ဟာအတော်နူးညံ့လာရင်အခုနောက်ထပ်ပြမယ်အကျဉ်မေတ္တာပွားနည်းနဲ့ဆက်ပွားစေခြင်းပါတယ်အခုပြမယ်အကျဉ်နည်းနဲ့လက်ဦးမပွားပါနဲ့ပထမပြတဲ့နည်းနဲ့မေတ္တာပွားပြီးမိမိရဲ့စိတ်ဟာအတော်ကိုနူးညံ့လာပြီဆိုတော့မှအခုနည်းနဲ့ပွားဖို့တတိထပ်ပြီးပေးပါရစေအကျဉ်းနည်း1အရှိရ၌ရှိသောအလုံးစုံသောသူတို့သည်2အရှိတောင်ရ၌ရှိသောအလုံးစုံသောသူတို့သည်3တောင်ရ၌ရှိသောအလုံးစုံသောသူတို့သည်4အနောက်တောင်ရ၌ရှိသောအလုံးစုံသောသူတို့သည်5အနောက်ရ၌ရှိသောအလုံးစုံသောသူတို့သည်6အနောက်မြောက်ရ၌ရှိသောအလုံးစုံသောသူတို့သည်9မြောက်ရ၌ရှိသောအလုံးစုံသောသူတို့သည်10အရှိမြောက်ရ၌ရှိသောအလုံးစုံသောသူတို့သည်9အထက်ရ၌ရှိသောအလုံးစုံသောသူတို့သည်10အောက်ရ၌ရှိသောအလုံးစုံသောသူတို့သည်ကာကြီးဘေးရန်ခတ်သိမ်းကင်းငြိမ်းပါစေခါခွေကြောင်းကြခတ်သိမ်းကင်းငြိမ်းပါစေခငယ်ဆင်းရဲခတ်သိမ်းကင်းငြိမ်းပါစေကာကြီးနှလုံးစိတ်ဝမ်းအေးချမ်းပါစေအခုမေတ္တာပွားနည်းကိုလည်းပထမတုန်းကလိုပဲ
အရက်တရက်ကိုဆိုပြီးတိုင်းစေပါတဲ့အပုပ်လေးပုပ်စလုံးကိုမေတ္တာနဲ့ရှင်တဲ့စိတ်နဲ့ဆိုရမယ်မေတ္တာတုတ်ဒေသနာအခုအကျဉ်းဤကိုပြပြီးလို့မေတ္တာတုတ်ဒေသနာတော်ထဲမှာပါတဲ့မကျင်းမကျဲပွားနည်းကိုဆက်ပြီးပြခြင်းပါတယ်မကျင်းမကျဲနည်းတစ်အလုံးစုံထိတ်တန့်တတ်သောပုထုဇဉ်သေခါတို့သည်နှစ်ထိတ်လန့်ခြင်းမရှိသောယဟန္တာတို့သည်သုံးမြင်ဘူးသောတတ္တဝါတို့သည်လေးမမြင်ဘူးသောတတ္တဝါတို့သည်ငါးဝေးသောတတ္တဝါတို့သည်၆နီးသောတတ္တဝါတို့သည်ခွန်ဖြစ်ပြီးယဟန္တာတတ္တဝါတို့သည်ရှစ်ဘဝတည်း၌ဖြစ်လက်တန့်သောပုထုဇဉ်သေခတတ္တဝါတို့သည်ကိုရှည်သောကိုရှိသောမွေစသောတတ္တဝါတို့သည်11အလယ်လက်ကိုရှိသောကျွဲနွားစသောတတ္တဝါတို့သည်12ကြီးမားသောကိုရှိသောဆင်လိပ်စသောတတ္တဝါတို့သည်13သိငယ်သောကိုရှိသောပိုးမွားစသောတတ္တဝါတို့သည်14အလယ်လက်သောကိုရှိသောကျွဲနွားစသောတတ္တဝါတို့သည်15ဝိုင်းဝန်းပြေဖြိုးသောကိုရှိသောငါးလိပ်စသောတတ္တဝါတို့သည်16မဝိုင်းမဝန်းမပြေဖြိုးသောကိုရှိသောရေပိုးမွားရေမွားစသောတတ္တဝါတို့သည်19မဝန်းမဝိုင်းမပြေမဖြိုးလွန်မသေးမငယ်လွန်းသဖြင့်အလေလက်သောကိုရှိသောတတ္တဝါတို့သည်ဘေးရန်ခတ်သိမ်းကင်းငြိမ်းပါစေကြောင်းကြားခတ်သိမ်းကင်းငြိမ်းပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်းပါစေနှလုံးစိမ်ဝမ်းအေးချမ်းပါစေတပါးသောသူသည်တပါးသောသူအားအမျက်ထွက်ခြင်းမှကင်းပါစေတစုံတစ်ခုသောအရာ၌တစုံတစ်ယောက်သောသူကိုတစုံတစ်ယောက်သောသူကညှင်းဆဲချုပ်ချယ်လိုသောကာယကံဝစီကံဖြစ်တော်၎င်းခိုက်ရန်မြတ်ပွားညှိုးထားသောစိတ်ဖြစ်၎င်းအချင်းချင်းဤဆင်းရဲဒုက္ခကိုအလိုမရှိပါစေလင်မိခင်မေတ္တာပုံပမာသူတဦးတည်းသောသားငယ်ကိုမိခင်ဖြစ်သူဟာအထူးချစ်ခင်ပါတယ်ဒီမိခင်မှာစားရင်လဲဒီသားငယ်ရဲ့စိတ်ပဲသွားရင်လဲဒီသားငယ်ရဲ့စိတ်ပဲလဲလျောင်းနေရင်လဲဒီသားငယ်ရဲ့စိတ်ပဲဒီသားငယ်အသက်ရှည်အောင်လဲမမေ့သောတတိနဲ့အထက်ထက်ခါခါဆောင်းလျှောက်တယ်အဲ့ဒီမိခင်လိုပဲလူတိုင်းဟာလဲတတ္တဝါတွေအလုံးပေါ်မပြတ်တဲ့တတိမျိုးနဲ့အစဉ်မေတ္တာပွားနေရမယ်မေတ္တာပွားတဲ့အခါအထက်အရက်အောက်အရက်တူရှုဖြစ်တဲ့အရက်ဒေါင်းအရက်အစရှိတဲ့အရက်တွေအလုံးမှာရှိကြတဲ့တတ္တဝါတွေအလုံးပေါ်မေတ္တာပွားရမယ်နောက်ပြီးတော့လေရက်နေတဲ့အခါပဲဖြစ်ဖြစ်ထိုင်နေတဲ့အခါပဲဖြစ်ဖြစ်လဲလျောင်းနေတဲ့အခါပဲဖြစ်ဖြစ်အိပ်ပျော်သွားတဲ့အချိန်ကိုရောက်သည့်တိုင်အောင်မေတ္တာကိုပွားနေရမယ်အခုပြောခဲ့သလိုမေတ္တာကိုအစဉ်ပွားပြီးနေတာမျိုးကိုမြမာတို့နေခြင်းဖြစ်တယ်လို့မြတ်စွာဘုရားသခင်အစရှိတဲ့ပညာရှိတွေကမိန့်ကြားခဲ့ပူပါတယ်အခုဆက်ပြီးမေတ္တာပွားတဲ့ပုဂ္ဂိုလ်တွေကျင့်အပ်တဲ့ကိုယ်ကျင့်တရားတွေကိုတစ်ခုချင်းစီရှင်းပြပါမယ်သစ်ပင်စိုက်တဲ့ဥပမာကလေးကိုရှေးဥစွာပြပြစီသစ်ပင်စိုက်တဲ့အခါတစ်မြေဩဇာကောင်းယုံနဲ့နှစ်မြေတောင်မြောက်ပေးယုံနဲ့သုံးရေမှန်မှန်လောင်းပေးယုံနဲ့လေးမြေဩဇာအချိန်မှန်မှန်ကျွေးယုံနဲ့မလုံလောက်ပါဘူးသစ်စေ့ကိုယ်တိုင်ကလည်းကောင်းရပါအောင်မယ်မြေကြီးကဘလို့ပဲမြေဩဇာကောင်းကောင်းဘလို့ပဲမြေတောင်မြောက်ပေးရေကိုဘလို့ပဲမှန်မှန်လောင်းလောင်းဘလောက်ကောင်းတဲ့မြေဩဇာတွေကိုပဲကြည်ကြည်သစ်စေ့ကပိုးထိုးကြီးဆိုရင်ဒီပိုးထိုးတဲ့သစ်စေ့ကသစ်ပင်ကောင်းပေါက်မှာမဟုတ်ပါဘူးဆိုတာအကြာကြီးတွေးနေဖို့လိုသေးသလားမလိုပါဘူးဒီလိုပါပဲမေတ္တာပွားနည်းတွေကဘယ်လောက်ပဲကောင်းကောင်းမေတ္တာပွားတဲ့လူကလည်းဘယ်လောက်ပဲကြိုးစားကာယကံရှင်ကိုယ်တိုင်ကကိုကျင့်တရားတွေချွတ်ချော်မားရင်းနေပြန်ရင်လဲသူပွားတဲ့မေတ္တာဟာထိုက်မြတ်မှာမဟုတ်ပါဘူးအဲဒါကြောင့်ပွားများတဲ့မေတ္တာဟာအစွမ်းကုန်ထက်မြက်အောင်မေတ္တာပွားသူကာယကံရှင်ဟာကောင်းတဲ့ကိုကျင့်တရားတွေနဲ့ပြည့်စုံသူဖြစ်ရမယ်ဒီတော့မေတ္တာပို့သူတွေမှာရှိရမယ့်ကိုကျင့်တရားတွေကိုမေတ္တာတုတ်ထဲမှာပါတဲ့အတိုင်းဖော်ပြပါရစေ
ကိုကျင်တရား16ပါမေတ္တာပွားတဲ့လူတစ်ယောက်မှာထိမ့်သိမ်းစောင့်ရှောက်အပ်တဲ့ကိုကျင်တရား16ပါရှိပါတယ်အဲ့ဒီတရားတွေကိုတစ်ခုချင်းစီရှင်းပြပါမယ်1ငြိမ်သက်သောအကျဉ်နိဗ္ဗာန်သည်ရှိ၏ထိုနိဗ္ဗာန်ကိုဉာဏ်နှင့်သက်ဝင်၍အကျိုးစီးပွား၍လိမ္မာသောသူသည်ပြုအပ်၏ဒီကိုကျင်တရားရဲ့အဓိပ္ပာယ်ကဒီလိုပါဘာပဲလုပ်လို့ဒါနပဲလုပ်လို့သီလပဲဆောင်ဆောင်မေတ္တာပဲပွားပွားဘယ်ကုသိုလ်ပဲအားထုတ်အကျိုးစီးပွားကိုအလိုရှိတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ကိုမျက်ခြေမပြတ်ရဘူးဘာပဲလုပ်လို့နိဗ္ဗာန်ကိုဉာဏ်နဲ့အာယုံပြုပြီးလုပ်ရမယ်လို့ဆိုလိုပါတယ်နှစ်မိမိပြုသင့်ပြုထိုက်သောအမှုတို့ကိုပြုခြင်းကစွမ်းနိုင်သည်လည်းဖြစ်ရ၏ဒီကိုကျင်တရားရဲ့အဓိပ္ပာယ်ကတော့တခြားမဟုတ်ပါဘူးမိမိပြုရမယ့်ဒါဝန်ဝတ္တရားကိုခြေခြေပုံပုံဆောင်နိုင်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်မိဘလုပ်တဲ့သူကလည်းမိဘရဲ့ဒါဝန်ဝတ္တရားသားသမီးလုပ်တဲ့သူကလည်းသားသမီးရဲ့ဒါဝန်ဝတ္တရားလင်းယောက်ျားလုပ်တဲ့သူကလည်းလင်းယောက်ျားရဲ့ဒါဝန်ဝတ္တရားမယားလုပ်သူကလည်းမယားရဲ့ဒါဝန်ဝတ္တရားနိုင်ငံရေးခေါင်းဆောင်တွေကလည်းခေါင်းဆောင်တွေရဲ့ဒါဝန်ဝတ္တရားငယ်သားတွေကလည်းငယ်သားတွေရဲ့ဒါဝန်ဝတ္တရားအစိုးရလည်းအစိုးရရဲ့ဒါဝန်ဝတ္တရားတိုင်းသူပြည်သားတွေကလည်းတိုင်းသူပြည်သားတွေရဲ့ဒါဝန်ဝတ္တရားကိုယ်စီကိုယ်ငှခြေခြေပုံပုံဆောင်ရွက်သွားကြမယ်ဆိုရင်မေတ္တာမပို့သေးသည့်တိုင်ကာယကံမေတ္တာပွားများပြီးသားဖြစ်နေပြီဒီဝတ္တရားကိုပြတ်နှုတ်ကဘလို့ပဲမေတ္တာပို့ပေမဲ့ပို့ရမရောက်ပါဘူးအဲဒါကြောင့်မိမိပွားတဲ့မေတ္တာထထမြက်မြက်ဖြစ်စေခြင်းနဲ့ပုဂ္ဂိုလ်တဦးဟာမိမိရဲ့ဒါဝန်ကိုခြေပုံအောင်ဆောင်ရွက်နိုင်တဲ့ကိုကျင်တရားရှိရမယ်၃ဖြောင့်မတ်သည်လည်းဖြစ်ရ၏မေတ္တာပွားနေတဲ့လူတစ်ယောက်ဟာကိုယ်ရဲ့ကောက်ချစ်ခြင်းနှုတ်ရဲ့ကောက်ချစ်ခြင်းစိတ်ရဲ့ကောက်ချစ်ခြင်းတို့ကိုရှောင်ပြီးကိုယ်နှုတ်တို့ကိုဖြောင့်မတ်အောင်ကျင့်နိုင်တဲ့ကိုကျင်တရားနဲ့ပြည့်စုံရမယ်၄အလွန်ဖြောင့်မတ်သည်လည်းဖြစ်ရ၏အလွန်ဆိုတဲ့စကားပါနေတဲ့အတွက်နံပါတ်3ကိုကျင်တရားမှာဖြောင့်မတ်ရမှာထက်ပိုပြီးဖြောင့်မတ်ရမယ်ဆိုတာအထူးရှင်းပြဖို့မလိုတော့ပါဘူးအလွန်ဖြောင့်မတ်ရမယ့်လူတစ်ယောက်ဟာကိုယ်နှုတ်စိတ်ဖြောင့်မတ်ယုံနာမကကိုယ်နဲ့တခြားလူတွေရဲ့ပတ်သက်တဲ့ကိစ္စတိုင်းမှာအနစ်နာခံနိုင်တဲ့စိတ်ရှိရမယ်အဲ့ဒီစိတ်ရှိမှသာအလွန်ဖြောင့်မတ်တဲ့ကိုကျင်တရားနဲ့ပြည့်စုံရာရောက်မယ်ငါဆိုလွယ်သည်လည်းဖြစ်ရ၏ဒီကိုကျင်တရားနဲ့ပြည့်စုံအောင်ကျွန်တော်တို့မြတ်စွာဘုရားသခင်ဟာသုံးလောကမှာအတုမရှိတဲ့ကိုတော်ကြီးဖြစ်ပါလေရဲ့သူတပါးသားမြေးတွေကိုမိခင်ဖခင်တွေကခွင့်မပြုရင်ရှင်ယဟန်မပြုဖို့လျှောက်ထားတဲ့တုတ်တော်ဒနာမင်းကြီးရဲ့စကားကိုပယ်တော်မမူဘူးလက်ခံတော်မူတယ်နောက်ပြီးတော့လဲဝါကပ်ဖို့ရာလျှောက်ထားတဲ့ဗိမိတာရမင်းကြီးရဲ့စကားကိုလည်းပယ်ရှားတော်မမူဘူးလက်ခံတော်မူပါတယ်6နူးညံ့သောကိုယ်မှုနှုတ်မှုစိတ်မှုရှိသည်လည်းဖြစ်ရ၏နူးညံ့သိမ်မွေ့ရမယ်ဘာပဲလုပ်လို့ဘာပဲပြောဘာပဲကြံစီနူးညံ့သိမ်မွေ့ရမယ်ခွန်အလွန်မာနထောင်လွှားသည်လည်းဖြစ်ရ၏ရှစ်ရောင်ရဲလွယ်သည်လည်းဖြစ်ရ၏ကိုအမွှေးအမြူလွယ်သည်လည်းဖြစ်ရ၏10နည်းသောကိစ္စရှိသည်လည်းဖြစ်ရ၏17ပေါ့သောအသက်မွေးခြင်းသည်လည်းဖြစ်ရ၏12ငြိမ်သက်သောအိမ်ရီရှိသည်လည်းဖြစ်ရ၏မျက်စိကအစင်းတစ်ခုခုကိုမြင်တဲ့အခါနားကအသံကိုကြားတဲ့အခါနှာကအနံ့တစ်ခုခုကိုရှူလိုက်ရတဲ့အခါရှာကအစားတစ်ခုခုကိုစားရတဲ့အခါကိုယ်ကအတွေ့အထိတစ်ခုခုကိုထိတွေ့ရတဲ့အခါစိတ်ကအကြံစီတစ်ခုခုကိုကြံစီမိတဲ့အခါအမတ်တမဲ့နေလိုက်ရင်ຢာကတွေဖြစ်တတ်တယ်အဲဒါကြောင့်မြင်တိုင်းကြားတိုင်းရှုရှိုက်တိုင်းစားတိုင်းတောက်တိုင်းထိတွေ့တိုင်းကြံစီစိတ်ကူးတိုင်းတတိဖြစ်အောင်အထူးကြိုးစားရမယ်မိမလိုက်စားခြင်းလောင်းကစားပြုခြင်းတောက်စားမှုရခြင်းပွဲလန်းသပင်အပျော်အရွှင်ကျူးခြင်းအစားအသောက်ကျူးခြင်းကိုယ်မငြိမ်မသက်ခြင်းနှုတ်မငြိမ်မသက်ခြင်းအယူလိုသွာလာလှုပ်ရှားပြောဆိုခြင်းတို့ကကင်းပအောင်အိန္ဒြေရရသွာလာပြောဆိုကြရမယ်
အစစအရာရာတီတီကြည်ကြည်ရှိရမယ်ဗရမ ्या ကြောက်စီနှရောင်းဝစ်ဆင်သောအိမ်ရှင်မကိုအိမ်ရှင်ယောက်ျားဟာတစိမ့်စိမ့်ကြည့်တဲ့ကဲ့သို့တမာတိဆိုတဲ့တီးကြီးတဲ့အိမ်တွေရတာကိုပန်ဆင်ကြတဲ့ပုဂ္ဂိုလ်ကိုနှမ်းတဲ့တကွာသောလူတို့ဟာရှုကြည့်ကြပါတယ်73ရင့်မာသောပညာရှိသည်လည်းဖြစ်ရ၏ကိစ္စတစ်ခုခုဆောင်ရွက်တော့မည်ဆိုလျင်ဖြုံးတိုင်းဆိုပြီးအလင်းစလိုမလုပ်ရဘူးတည်တည်ချာချာအကျိုးနဲ့အကြောင်းနဲ့ဆင်ခြင်စဉ်းစားရမယ်လုပ်ဖော်ကိုင်မဲ့ချင်းအကြိမ်ကြိမ်တိုင်ပင်ဆွေးနွေးရမယ်ကျမ်းဂန်တို့ကိုတတ်နိုင်သလောက်သင်ကြားရမယ်ကမ္မထံတရားများကိုလည်းတတ်နိုင်သလောက်အားထုတ်ရမယ်အဲဒီလိုကျမ်းဂန်ကိုသင်ကြားတဲ့အခါမှာရောတရားအားထုတ်တဲ့အခါမှာရောကြကြနာနာညွှန်ကြားပြသနိုင်တဲ့ဆရာကောင်းကိုတွေ့အောင်ရှာကြရမယ်အယောင်းအဝယ်စတဲ့လောကီအလုပ်တွေကိုလုပ်တဲ့အခါမှာလည်းတက်ကြွတဲ့ပုံကိုယ်တွေနဲ့တိုင်ပင်နိုင်သလောက်တိုင်ပင်ပြီးကိုယ်ပစ္စည်းအင်အားလူအင်အားဉာဏ်နဲ့ဝရိယအင်အားတို့ကိုကြည်ပြီးလောက်ကင်ကြရမယ်ပုဂ္ဂိုလ်၃မျိုးလောကမှာအကျမ်းအားဖြင့်ပုဂ္ဂိုလ်၃မျိုးရှိပါတယ်မျက်စိစုံလုံးကန်းနေတဲ့လူမျက်စိတစ်လုံးသာမြင်တဲ့သူမျက်စိနှလုံးစလုံးမြင်တဲ့သူဆိုပြီး၃မျိုးပဲဖြစ်ပါတယ်မျက်စိစုံလုံးကန်းနေတဲ့လူဟာတခြားမဟုတ်ပါဘူးလောကီအကျိုးစီးပွားနောင်တမလွန်အကျိုးစီးပွားတွေကိုဘယ်လိုလုပ်ရမှန်းမသိတဲ့လူဖြစ်ပါတယ်တလုံးကန်းကတော့လောကီအကျိုးစီးပွားဖြစ်အောင်လုပ်နိုင်တဲ့သူဖြစ်ပါတယ်နှလုံးစလုံးမြင်ရတဲ့လူကတော့လောကီလောကုတ္တရာအကျိုးစီးပွားနှစ်ခုလုံးဖြစ်အောင်လုပ်နိုင်တဲ့လူဖြစ်ပါတယ်14မကြမ်းတမ်းသောကိုယ်မူရာနှုတ်မူရာရှိသည်လည်းဖြစ်ရ၏ကိုယ်နှုတ်စိတ်တို့ချမ်းတမ်းခြင်းမရှိစေရဘူးစကားပြောကျဲအရေးကျဲအခေါ်ကျဲအချီကျဲအတန်းကျဲဆိုတဲ့ကျဲ၅ပါးကိုပယ်ရမယ်အစာကျမ်းအအိတ်ကျမ်းအသွားကျမ်းအထိုင်ကျမ်းအရေးကျမ်းစိတ်ကျမ်းကိုယ်ကျမ်းနှုတ်ကျမ်းအဆုံးမကျမ်းဆိုတဲ့ကျမ်း၉ပါးကိုလည်းပယ်ရမယ်15အမျိုးတို့၌သို့မဟုတ်ပုဂ္ဂိုလ်တို့၌မဆွဲလန်းသည်ဖြစ်ရ၏အကျင့်အကုသိုလ်စုဒုစရိုက်မှုကြောင့်လိမ္မာတတ်သည့်ပညာရှိဖြစ်ကုန်သောတပါးသောသူသည်ရှုတ်ချခဲ့ရဲ့ပြောဆိုခဲ့ကုန်၏သေးငယ်သောအကုသိုလ်စုဒုစရိုက်မှုကိုအနည်းငယ်များပင်ဖြစ်တော်လဲမပြုလုပ်ရပညာရှိတို့ကိုရှုံချเสียရှိလျင်မိမိလုပ်မိကိစ္စလေးဟာဘလောက်ပဲသေးငယ်သည့်ကိစ္စဖြစ်ဖြစ်ပညာရှိတဦးကကဲရဲ့ရှုံချเสียဖြစ်နေမယ်ဆိုရင်ဒီကိစ္စကိုနည်းနည်းကလေးတောင်မလုပ်ရဘူးအထူးရှောင်ရမယ်ငါတို့မြတ်စွာဘုရားသခင်သည်သိဉ္စီပရပတ်ဤတပည့်ဖြစ်ကုန်သောရှင်သာရိပုတ္တရာရှင်မဟာမောက္ကလန်တို့ကိုယဟန်ပြုတော်မူပြီးသည်ကစ၍ရာဇဂိုမြို့သူမြို့သားတို့သည်ရာဇဂိုမြို့တွင်သို့ဆွမ်းခံဝင်လာသောယဟန်တို့ကိုအာဂရောခောမဟာတမနောမဂ္ဂဒါနံဂိရိပဇံတပ်ပေသင်္စယနေဒရဏကံတုဒါနိနိဟိတတိမဟာတမနောရှင်ကြီးဂေါရမသည်မဂ္ဂဒါနံမာဂရတိုင်းသူတို့၏ဂိရိပဇံတောင်ငါးလုံးခြံရံသောရာဇဂိုမြို့သို့အာဂတောခောကြွလာလေပြီတပ္ပသစ္စယေနသိဉ္စီပရပိုက်တပည့်အားလုံးတို့ကိုနေတွာနာဆောင်ယူပြီး၍ဣဒာနိယခုအခါ၌ကံအဘယ်သူကိုနယိတတိဆောင်ယူလက်တတ်နည်းဟူ၍ကဲ့ရဲ့ခြင်းသိဉ္ကြိုကြကုန်၏ထိုသို့ကဲ့ရဲ့ခြင်းမှာမတည်သောကဲ့ရဲ့ခြင်းအရာမဟုတ်သည်၌ကဲ့ရဲ့ခြင်းဖြစ်သောအလေးမူအပ်သောအရာမဟုတ်၍မြတ်စွာဘုရားအားထိုအကြောင်းကိုလျှောက်လျင်သင်တို့ကလည်းပြန်၍ခြေပကြရမည်ဟု၍မိန့်မာ၍အောက်ပါကာရာကိုဟောတော်မူ၏နယန္တိဝေမဟာဝီယာတပ္ပန္နိနတထာဂတာဓမ္မနိနနရမာနာနံကာဥတုံရာဝိဇာနတံမဟာဝီယာကြီးသောလုံးလာရှိကုန်သောတထာဂတာရှင်တော်ဘုရားတို့သည်တတ္တမေနသူတော်ကောင်းတရားနှင့်နရန္တိဆောင်ကြကုန်၏ဓမ္မေနတရားသဖြင့်နရမာနာနံဆောင်ကုန်သောသူတို့ကိုဝိဇာနတံတရားသဖြင့်ဆောင်ယူသည်ဟုသိလျက်ဥတုံရာ
ကဲ့ရဲ့ညူစုရင်းသည်ကာအဘယ်အကျိုးရှိအံ့နည်းရန်အောင်ရေးအသုံးချပါဒီမေတ္တာလက်နက်ကြီးကိုရန်အောင်ရေးအတွက်ယုံယုံကြည်ကြည်နဲ့အသုံးချကြပါပုထုဇဉ်တွေဖြစ်တဲ့အတိုင်းတခါတော့မေတ္တာတွေဘေးဖယ်ထားပြီးတွေ့ကြရနဲ့ထလှုပ်ခြင်းနဲ့စိတ်ယူစိတ်မိုက်တွေပေါက်လာတတ်ပါတယ်ဒီစိတ်ယူစိတ်မိုက်တွေကိုအလိုမလိုက်ပါနဲ့နိုင်အောင်ထိမ့်ပေးပါရန်သူကပိုချမ်းလာလေပိုရမ်းလာလေမေတ္တာကိုဖိပြီးအားကိုးလေဖြစ်နိုင်အောင်ကြိုးစားပါတခါတော့ဖြစ်တတ်ပါတယ်ကျွန်တော်လည်းကိုချင်းစားပါတယ်ရန်သူကိုမေတ္တာပွားဖို့နေသာရန်သူဟာစိတ်ထဲမှာပေါ်လာတာနဲ့တပြိုင်နက်အသားတွေဆက်တုံလာတာမျိုးအထိရှိနိုင်ပါတယ်ဒါပေမဲ့ဘာပဲလုပ်ဖြစ်ပေါ်လာတဲ့စိတ်ယူစိတ်မိုက်တွေကိုအားမပေးပါနဲ့ပေါ်လာတာနဲ့ချက်ချင်းဖျောက်ဖျက်ပြီးမေတ္တာကိုသာဖိပြီးပွားများပေးပါကြိုးစားကဖျားတောင်ဖြစ်နိုင်သေးရင်ဖိစီပြင်းထန်ဇွဲကောင်းနဲ့ကြိုးစားမယ်ဆိုရင်ဒီလောက်ရန်ညိုးစိတ်ကိုမေတ္တာစိတ်ကဘာဖြစ်လို့မနိုင်ရမှာလဲနိုင်ရမယ်ဒီလိုရန်ညိုးတွေကိုနိုင်အောင်နှိမ်နှင်းဖို့အင်မတန်ကောင်းတဲ့နည်းကိုဝိသုဒ္ဓိမတ်ထဲမှာကျွန်တော်ထုတ်ပေးပါမယ်ရန်ညိုးကိုနိုင်ဖို့အတွက်ဒီနည်းကောင်းကိုယုံကြည်နဲ့သုံးကြည့်ကြစမ်းပါဝိသုဒ္ဓိမတ်ထဲမှာရန်ညိုးကိုနိုင်သောနည်းကောင်းကြီးဒီနည်းမှာလုပ်ဖို့လုပ်ငန်းအဆင့်ရှိပါတယ်အဲ့ဒီလုပ်ငန်းတွေကိုကျွန်တော်အဆင့်ဖော်ပြသွားပါမယ်ဒီနည်းဟာအမှန်စင်စစ်ဆိုရင်ယဟန်များအတွက်ထားဖြစ်ခဲ့တဲ့နည်းဖြစ်ပါတယ်1ရန်သူကိုမေတ္တာပွားနေရင်ဒေါသဖြစ်လာရင်မိမိရဲ့စိတ်ကိုမိမိချစ်ခင်တဲ့ပုဂ္ဂိုလ်တူပေါ်သို့အာယုံပြောင်းလိုက်ပါအဲ့ဒီချစ်သူကိုမေတ္တာပွားဖို့မေတ္တာစိတ်တွေအတော်ရင့်သန်လာတဲ့အခါမှာရန်သူကိုမေတ္တာဆက်ပွားပါနှစ်ဒီလိုလုပ်ပေမဲ့မေတ္တာပွားလို့မရပဲဒေါသထွက်နေသေးတယ်ဆိုရင်ဒုတိယအဆင့်အနေနဲ့မိမိစိတ်ကိုဒီလိုဆုံးမပေးပါမြတ်စွာဘုရားဤဥပမာဒေါသနှင့်ပတ်သက်ပြီးမြတ်စွာဘုရားသခင်ဟာအောက်ပါအတိုင်းဟောကြားခဲ့ပါတယ်ကာကြီးယဟန်တို့နှစ်ဖက်လက်ကန်ရှိသောနမန်းဆွဲလွှာကြီးဖြင့်ရုပ်မာဆိုးရွားသောခိုးသူတို့သည်ကိုအင်္ဂါတို့ကိုအကယ်၍တိုက်ဖြတ်ကုန်ကြအံ့ထိုအင်္ဂါကြီးငယ်တို့ကိုဖြတ်သောသူတို့၌တော်လဲအကျဉ်သူသည်စိတ်ပြစ်မာရ၏ထိုသူသည်ထိုတို့ပြစ်မာသောကြောင့်ငါဖျားဤအဆုံးအမကိုလိုက်နာသည်မမီခခွေအကျဉ်သူသည်အမျက်ထွက်သောသူကိုတုံ့ပြန်၍အမျက်ထွက်၏ထိုသူသည်ထိုအမျက်တုံ့ပြန်ထွက်သောကြောင့်ထိုရှေးဦးအမျက်ထွက်သောသူတက်ရုပ်မာသည်ဖြစ်၏မိမိအားအမျက်ထွက်သောသူကိုတဖန်ပြန်၍အမျက်မထွက်သောသူသည်အောင်နိုင်ခဲလာသောကိလေသာမန်ဤစစ်သည်ဘိုလ်ကိုအောင်နိုင်သည်မြည်၏ကားငယ်နှစ်ဖက်စလုံးကိုလည်းမီးလောင်ပြီး၍အလဲ၌လည်းမစင်ကျင်ကြီးတို့ဖြင့်လိမ့်ကြံလျက်ရှိသောလူသေးကောင်ကိုထုတ်သည့်ထင်းစတစကိုဒေါထဲမှ၎င်းရက်ထဲရွာထဲမြို့ထဲမှ၎င်းထင်းအဖြစ်မြည်သူမျှသုံးမည်မဟုတ်ဒေါသထွက်သောသူတဦးသည်ထိုထင်းကလားတုံးနှင့်သာတူ၏ဒေါသထွက်နေချိန်အဲ့ဒီလိုဖျားဟောဒေသနာတော်တွေနဲ့ရန်သူပေါ်မှာဒေါသထွက်နေတဲ့သူတယောက်ဟာကိုဆုံးမရမယ်အဲ့ဒီလိုမဆုံးမရင်ထွက်နေတဲ့ဒေါသတွေဟာပြေတံကောင်းတယ်သုံးအဲ့ဒီလိုဆုံးမလို့မှရန်သူပေါ်မှာထွက်နေတဲ့ဒေါသတွေဟာမပြေသေးဘူးဆိုရင်မိမိရန်သူမှာရှိတဲ့ကိုယ်အကျင့်နှုတ်အကျင့်စိတ်အကျင့်ဆိုတဲ့အကျင့်တွေကမိမိကြီးညိုတဲ့နှစ်ချိုက်တဲ့အကျင့်တစ်ခုခုကိုတဖန်တလဲအောင်းမေ့ရမယ်အဲဒီလိုအဖန်တလဲအောင်းမေ့ရင်မိမိရဲ့ဒေါသဟာပြေတံကောင်းတယ်၄ရန်သူတစ်မျိုးမှာတော့ဒီလိုအောင်းမေ့စရာအကျင့်ကောင်းဆိုလို့တခုမှမရှိဘူးအဲ့ဒီရန်သူတွေကြတော့တစ်မျိုးလှည့်ပြီးနှလုံးသွင်းရမယ်အဲ့ဒီလူဟာအကျင့်တရားဆိုလို့ဘာမှမရှိဘူးအတိတ်ကံကလေးကောင်းလို့သာအခုလိုလူလာဖြစ်နေရတယ်ဒါ
ဒါပေမဲ့အခုလိုသူရဲ့ညဉ့်ညမ်းမှုတွေကြောင့်တည်သွားရင်ငရဲကြီးရှစ်တက်ဥတ္တရငရဲ16ရက်တို့မှာခံရအောင်မှာပဲလို့အောက်မေ့ပြီးတနာကျင်နာတဲ့စိတ်ပေါ်လာအောင်နှိုးဆော်ပေးရမယ်ငါဒီလိုတနာကျင်နာတဲ့စိတ်ကိုနှိုးဆော်ပေးတဲ့ဒေါသစိတ်ဟာမပြေသေးဘူးဆိုရင်မိမိကိုယ်ကိုအောက်ပါအတိုင်းထပ်ပြီးဆုံးမပေးပါကာကြီးရန်သူသည်တင့်ကိုဆင်းရဲအောင်လုပ်လို့လည်းရင်ကိုယ်ခန္ဓာကိုယ်သာဆင်းရဲအောင်လုပ်နိုင်သည်တို့ရာတွင်တင်းသည်ရန်သူကိုဒေါသထွက်ခြင်းဖြင့်ရန်သူကတင်းဤစိတ်ကိုပါဆင်းရဲအောင်လုပ်နိုင်သလိုဖြစ်သွား၏ရန်သူဝမ်းမြောက်အောင်အဘယ်ကြောင့်ဒေါသထွက်ခြင်းသနည်းခါခွေတင်းသည်မျက်မှောက်ဓမ္မလွန်နှစ်တန်သောအကျိုးရုပ်အကျိုးမဲ့တို့ကိုပြုတတ်သည့်ဘက်ခိုက်ဘလူးပူးဝင်တဲ့ကဲ့သို့တင့်အားဆက်ဆက်တုံးစေနိုင်သောဤအမျက်ဒေါသကိုတင်းသည်အဘယ်ကြောင့်မစွန့်စားနိုင်ပါသနည်းခငယ်တင်းသည်၅ပါး၈ပါးစသောသီလတို့ကိုစောင့်ထိန်နိုင်၏တို့ရာတွင်သီလတို့၏အရင်းမြစ်ဖြစ်သောဟိရိဩဒ္ဓဘာခန္တီမေတ္တာကရုဏာတို့ကိုဖြစ်တတ်သည့်အမျက်ဒေါသကိုကမွေးမြူလက်ခံထား၏တင်နှင့်တူသောလူမိုက်သည်အဘယ်မှရှိအံ့နည်းကာကြီးရန်သူကယုံမာသောပြစ်မှားမှုကိုငါအားပြုလေပြီဟု၍တင်သည်အမျက်ထွက်၍ဒေါသထွက်ခြင်းသည်လည်းယုံမာသောပြစ်မှားမှုဖြစ်သည်ဖြင့်ထိုရန်သူ၏ယုံမာသောပြစ်မှားမှုကိုကိုယ်တိုင်ပြုခြင်းငါတင်သည်အဘယ်ကြောင့်အလိုရှိပါသနည်းငါတင်အားအမျက်ထွက်စေလိုသောကြောင့်တင်ဤရန်သူသည်တင့်အားမနစ်သက်ဖွယ်ကိစ္စတစ်ခုကိုအကယ်၍ပြုညာအံ့တင်သည်ငါကိုဒီရန်သူဒီလိုပြုလေသည်ဟုအမျက်ဒေါသထွက်ခြင်းဖြင့်အဘယ်ကြောင့်ထိုရန်သူ၏နှလုံးအလိုကိုဖြစ်စေပြီးသနည်းစာလုံးတင်သည်ဒေါသထွက်ခြင်းကြောင့်တင်ဤရန်သူသည်ဒုက္ခဖြစ်ခြင်းလည်းဖြစ်သွားမည်မဖြစ်ခြင်းလည်းမဖြစ်ဘဲနေနိုင်သည်တို့ရာတွင်တင်ကိုယ်တိုင်မှမူကားဒေါသထွက်ခြင်းအပြင်ချက်ချင်းလည်းငင်းစိတ်ဆင်းရဲရပေမည်။ဘာဖြစ်လို့ဤသို့ဖြစ်ချင်ရပါသနည်း။စလေတင်ဤရန်သူတို့သည်ဒေါသထွက်ခြင်းဖြင့်လမ်းမသို့လိုက်ကြလေပြီ။တင်သည်လည်းအဘယ်ကြောင့်ဤလမ်းမကိုလိုက်လိုသနည်း။ဇာခွဲရန်သူသည်ဒေါသ၏ကျွန်အဖြစ်ကိုရောက်ခြင်းကြောင့်ဒေါသကခိုင်းစေသည့်အတိုင်းတင့်ကိုနှိပ်စက်ရ၏။တင်သည်လည်းပြန်၍ဒေါသထွက်ခြင်းဖြင့်ဒေါသ၏ကျွန်အဖြစ်သို့တင်သည်ရောက်သွား၏အဘဲကြောင့်ဒေါသ၏ကျွန်အဖြစ်ကိုတင်သည်လူချင်းတောင်းတပြီးသနည်း6အထက်ပါပြောခဲ့တဲ့နီလန်းနဲ့လည်းဒေါသပြေအောင်လုပ်လို့မရသေးဘူးဆိုရင်အောက်ပါနီးနဲ့ထပ်ပြီးဆုံးမပေးပါဦးကံဤအမွေခံတင်သည်ကံဤအမွေခံအဖြစ်တင်သည်အကျဉ်းကံကိုပြုအပ်တင်သည်ကိုတင်ဤအမွေခံဖြစ်လက်တတ်တင်ဤဒေါသအစွမ်းဖြင့်ဖြစ်သောကံသည်အရဟတမဉ္ဇဉ်တပ်ပိညုတဉ္ဇဉ်ကိုပြီးစေခြင်းကမစွမ်းနိုင်ပြစ္ဆေကဘောဓိဉ္ဇဉ်ကိုပြီးစေခြင်းကမစွမ်းနိုင်တာဝကဘုံသို့ရောက်စေခြင်းကမစွမ်းနိုင်မြမမင်းအဖြစ်တရားမင်းအဖြစ်စကြဝဠာမင်းပရိသရေမင်းအစရှိသည်တို့ဤစီးစိမ်တို့တွင်တဘာဘာသောစီးစိတ်ကိုပြီးစေခြင်းကမစွမ်းနိုင်စင်စစ်သောကစာကျွင်းစာအစရှိသောသူဆင်းရဲတို့၏အဖြစ်ကို၎င်းအပယ်ဆင်းရဲကို၎င်းအကျိုးပေးနိုင်၏နှစ်ဖက်သောလက်တို့ဖြင့်အလျံကင်းသောမိကြီးတို့ကို၎င်းမဆင်ကျင်ကြီးကို၎င်းယူ၍သူတစ်ပါးကိုပုတ်ခတ်လိုသောသူသည်မိမိကိုယ်ကိုယ်သာလျင်ပူလောင်ခြင်းကို၎င်းမကောင်းသောအနံ့ရှိသည်ကို၎င်းဖြစ်စေပြီးတကဲ့သို့ဤဒေါသကံကိုပြုသောသင်သည်လည်းသင်ကိုယ်ကိုယ်သာလျင်ဆင်းရဲစေလိမ့်မည်ခွန်အဲ့လိုဆုံးမလို့လဲဒေါသမပြေသေးဘူးဆိုရင်မြတ်စွာဘုရားရဲ့ရှေးကကျင့်တော်မူခဲ့မှုတဲ့ဂုံကျေးဇူးတော်တွေကိုဆက်ပြီးဆင်ញင်အောင်မေပါသင်သည်မြတ်စွာဘုရား၏တပည့်သားမဟုတ်ပါလားမြတ်စွာဘုရားသခင်သည်အလောင်းတော်အဖြစ်လေးတင်ခြင်းနှင့်ကဘာတသိန်းပါရမီဖြည့်ခဲ့စဉ်ကညင်းဆဲတပ်ဖြတ်ခဲ့သည့်ရန်သူကိုစိတ်ဖြစ်လဲမပြစ်မှားခဲ့ပါထိုအပြစ်များကိုသင်သည်မသိပါသလောတစ္ဆာရည်တိုက်ပြီးတော့
တီလဝဇတ်မှာအလောင်းတော်သည်ရှင်ဘရင်ဖြစ်သည်မိမိ၏မိဖုရားကိုလည်းယူတိုင်းပြည်ကိုလည်းလူခဲ့သည့်ရန်သူကိုစိတ်ပြစ်ပင်မပြစ်မှာသူ၏လက်အောက်ငယ်သားများကလက်နက်ဆွဲကင်ပြီးရန်သူကိုခြေမုံမီဆိုသည်ကိုလည်းခွင့်မပြုရန်သူကတပ်ရန်အတွက်တင်းချိုင်းမှာလေပင်အထိမြေမြုပ်ထားသည်ကိုလည်းအာဃာရမထားနောက်ဆုံး၌ဘလူဤတကူကြောင့်ရှင်ဘရင်ပြန်ဖြစ်ရသည့်အခါမှာပင်လျင်မိမိ၏ထီးနှံနှင့်မိဖုရားလူခဲ့သောရန်သူအားရန်ညိုးမထားဘဲတစ္ဆာရည်တိုက်ပြီး၎င်းရန်သူကိုမိတ်ဆွေအရာမှပြန်၍ထားခဲ့ဘူးလေပြီခန္ဒီပါရဇတ်မှာလည်းကာတိတိုင်းကြီးရှင်ကာလာဘူးမင်းသည်ခန္ဒီဝါရရှင်ရသေးကြီးအားတန်ဆူးတက်ထားသောကျိန်လုံးဖြင့်ရ၍ခြေလက်တို့ကိုဖြတ်တော်လဲဖျားအလောင်းတော်ရသေးကြီးသည်သီးခံခဲ့၏ရသေးကြီးမှာကအရွယ်ရောက်သည်ဖြစ်၍သီးခံနိုင်သည်မှာကအံ့ဩစရာမဟုတ်သေးဓမ္မပါဠဇတ်တော်မှာမဟာပရာပမင်းကြီးသည်သူဤသားတော်ကလေးဖြစ်သောဓမ္မပါဠအားလက်ခြေဥကောင်းတို့ကိုဖျက်ခဲ့ဘူးလေပြီအလောင်းတော်ဓမ္မပါဠမင်းသားကလေးသည်နှိပ်စက်ကြသည့်လက်မရွံ့အာနာသားများအား၎င်းအမိန်ပေးသည့်မင်းကြီးအား၎င်းဆိုးစီမြအမျက်မထွက်ချေစရဆင်မင်းဇတ်တော်မှာလည်းဖျားအလောင်းစရဆင်မင်းသည်မိမိအားစိတ်လူသောများဖြင့်ပြစ်သောမုတ်ဆိုးအားမိမိ၏အဆွဲတို့ကိုကိုယ်တိုင်ဖြတ်ပြီးလှူခဲ့ဘူးလေပြီသွေးဆက်နှင့်လမ်းပြခဲ့၏ဖျားအလောင်းမြောက်မင်းဖြစ်စဉ်ကလည်းကြောက်ထဲ၌ကြာသောနွားကြောင်သားတဦးကိုအလွန်ခဲယဉ်စွာအသက်ဆွန်ပြီးကယ်ခဲ့ရ၏ထို့သို့ကယ်ရသည့်လူမိုက်ကမိမိ၏အသားကိုစားလိုသောကြောင့်မိမိ၏ဦးခေါင်းကိုကြောက်ခဲနှင့်ထုပြီးအသေးသက်ရန်ကြံသည်ကိုပင်ဖျားအလောင်းသည်အမျက်မထွက်၎င်းလူမိုက်ကိုလမ်းစာရှာတွေ့သည့်အထိမိမိ၏ခေါင်းမကြသောသွေးဆက်များဖြင့်လမ်းပြပေးခဲ့သေး၏ဖျားအလောင်းတော်ဟာဘူရိဒတ်စံပေတာတင်ခပါလနဂါမင်းများဖြစ်စဉ်ကလည်းမိမိတို့ကိုနှိပ်စက်သည့်အလံမယ်များနှင့်မုတ်ဆိုးများကိုအမျက်မထွက်ဘဲတီးခံခဲ့ဘူးသည်မှာအထင်ရှားပင်ဖြစ်သည်မြတ်စွာဘုရားသခင်ဖြစ်သို့ရောက်သည့်အခါမှာလည်းမြတ်စွာဘုရားသခင်သည်ဤသူနှင့်မျှမတူအောင်တီးခံနိုင်သည့်ဂုဏ်တော်များဖြင့်ပြည့်စုံပါပေ၏ဤသို့သူမတူအောင်တီးခံခြင်းဂုဏ်တော်တို့ကိုအကျဉ်းချင်းအောက်မေ့ပြီးလျင်သင်သည်မြတ်စွာဘုရား၏တပည့်အဖြစ်ကိုခံယူလျက်ဒေါသနှင့်ရှင်သောစိတ်ကိုမွေးမြူထားခြင်းသည်မသင့်လျော်ဟု၍မိမိကိုမိမိဆုံးမအပ်သည်ရှစ်အဲ့လိုဆုံးမလို့မှဒေါသဟာမပြေသေးဘူးဆိုရင်မြတ်စွာဘုရားဟောခဲ့တဲ့အနာမတက္ကသုတ်ကိုဆင်ခြင်အောင်မေ့ရမယ်ဒီအနာမတက္ကသုတ်မှာမြတ်စွာဘုရားကအိုယဟန်တို့အကျဉ်သူသည်ရှေးကအမိမဖြစ်စဘူးအကျဉ်သူသည်ရှေးကအဖမဖြစ်စဘူးအကျဉ်သူသည်အကိုမဖြစ်စဘူးအကျဉ်သူသည်နှမမဖြစ်စဘူးအကျဉ်သူသည်သားမဖြစ်စဘူးအကျဉ်သူသည်သမီးမဖြစ်စဘူးထိုဘဝနီဝေရှေးကာလမိဘစသည့်မဖြစ်ဘူးသူကိုရလေသောသဘောမရှိလို့ဟောထားပါတယ်၎င်းတို့ကိုဆင်ခြင်ပြီးသင်ဤရန်သူသည်ဘဝတစ်ခုခုတွင်သင်ဤအမိတော်၎င်းအဖတော်၎င်းနှမတော်၎င်းအမတော်၎င်းညီတော်၎င်းအကိုတော်၎င်းသားသမီးတော်၎င်းတမျိုးမျိုးနှင့်ဆွေမျိုးတော်ဆက်ခဲ့ဘူးလိမ့်မည်ထိုရန်သူတို့ဤကျေးဇူးများသည်သင်ဤအပေါ်တွင်ရှိနေပေလိမ့်မည်ထို့သောကျေးဇူးရှိသောသူများအားဒေါသထွက်ခြင်းမှာမထိုက်ဟု၍လည်းမိမိကိုဆုံးမသင့်လေသည်ကိုအဲ့လိုသုံးမလိုပဲဒေါသဟာမပြေသေးဘူးဆိုရင်ကျွန်တော်ရဲ့မိန်ကွန်းအစတုန်းကပြောခဲ့ဘူးတယ်မေတ္တာရဲ့အကျိုး7ပါးကိုပြန်ပြီးဆင်ခြင်စဉ်းစားရမယ်လွင့်စင်ပျောက်ကုန်ပြီရန်သူတွေအပေါ်မှာရှိခဲ့ဘူးတဲ့ဒေါသတွေဟာဘလောက်ကြီးပေမဲ့အခုပြောခဲ့တဲ့လက်နက်တွေကိုယုံကြည်ဇွဲကောင်းဝရိယရှိနဲ့သုံးရမယ်ဆိုရင်ဒီဒေါသဟာမခံနိုင်ပါဘူးလွင့်စင်ပပျောက်ကုန်မှာရေကြီးလက်ခတ်မလွဲဖြစ်ပါတယ်အမျက်ထွက်သောသူကိုအမျက်မထွက်ခြင်းဖြင့်အောင်ရ၏မကောင်းသောသူကိုသူတော်ကောင်းပြုသဖြင့်အောင်ရ၏
ဝင်တူသောသူကိုပေးကမ်းခြင်းဖြင့်အောင်ရ၏မဟုတ်မမှန်ပြောဆိုတတ်သောသူကိုမှန်ကန်သောစကားဖြင့်အောင်ရ၏